ရာတော့ဖေတရားရောက်သွားလဲတွန်တီတရားတလားတရား ဆရာတော်မလို့ပဲပါရှိတာဆရာတော် ဒါမလည်းပြအားတယ်ကြာညနေခင်းလားမသိကျေးဇူးတော်ချင်းမတစ်ခုပဲ အာအေးဟုတ်ကဲ့ဘာမှလဲ ဟုတ်ကြာအော်ဆရာကသွားမယ်မလားသွားမယ်လေဆရာကျွန်တော်ဖုန်းဆက်လိုက်မယ်ဆရာကြိုက်လက်ဆက်နော် ဟုတ်ကဲ့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  ဟုတ် ဒီနေ့တဘာပတိမတူလဲ ဆရာရဲ့စောင့်ပေးပါဦး လိုင်းကကြကြ ဆရာမြက်ကိုဝင်မလားဆရာမြက်ဥဆောင်မလားကျွန်တော်ဥဆောင်မလားဆရာရတယ်ဘယ်လိုဥဆောင်လဲ ဆရာမြပေါ်မလာသေးဘူးကြာ Giờ Thomas đi câu vậy là giờ Thomas đi câu là အော်ဟုတ်ကဲ့အနီနေကောင်းပါတယ်အနီ thích tên làm phiền mà lúc bạn nè ဟုတ်တယ်လေမျက်လုံးပဲနည်းနည်းမကောင်းတာလေမျက်လုံးကဝါတတာဖြစ်နေလို့ ok ok chỉ mà rồi lạiဖြစ်ပါတယ်ဆရာရဲ့အသက်မကြီးပေမဲ့လည်းဖြစ်တယ်အသက်ငယ်လည်းဖြစ်ပါတယ်နော်တခါတည်းဆရာတိတ်အားမပြုနဲ့လေမျက်လုံးကို ဟုတ် နည်းနည်းနားပါနော် ဟုတ်ကဲ့အနီဟုတ်ကဲအဲ့ဒါကျွန်တော်တို့လူစုံပြီဆိုတော့စရမယ်ချင်းနော်ဆရာရဲ့ တရားဆရာတချင်းချီးမွမ်းမှာဆရာ ဟုတ်ဆရာပဲဥဆောင်လိုက်နော် ဟုတ်ကဲ့ပါ ဟုတ်ဆရာ အေးဖေ ကျွန်တော်ကြားသခင်ကိုဒီနေ့ချီးမွမ်းခြင်းအဖြစ်ကိုပြုကိုရှင်စတင်မှုဖြစ်တယ်ကျွန်တော်အတူတကွနှလုံးသားနဲ့ဘုရားသခင်ကိုဒီနေ့ချီးမွမ်းထောမနာပြုကြပါစို့ကိုရောကြောင့်ပဲဆိုရင်စရာတွေလေခါကကြုံလေသခင်ကြောင့်မြင်ဝတ်တယ်ချီလီတွေလေအမျိုးမျိုးကြုံနေတော့လေကိုရောကြောင့်ပဲအလုံးစင်ပြေတယ်ယနေ့ဒီသက်ရှင်နိုင်ခွင့်
ထာဝရဘုရားတစ်ပါးကြီးပဲဖြစ်တယ်ဒီကိုရောတစ်ပါးဒီသားကျွန်တော်ရဲ့ဘုရားပါဆိုတဲ့ဒီနေ့ဓမ္မတရားအဖြစ်ကျွန်တော်ဆက်လက်ချီးမွမ်းကြမယ်ကိုရောတစ်ပါးဒီသားကျွန်တော်ရဲ့ဘုရားပါကိုရောတစ်ပါးဒီသားကဲတင်နိုင်တဲ့ဘုရားအနန္တတကူနဲ့တည်ဆုံးအရာရာကိုပိုင်တာတော့ရှင်ကိုရောလမ်းမလွတ်တရားဘာတစ်ခုမှမရှိကိုရောတပါးဒီဒါကျွန်တော်ရဲ့ဘုရားပါကိုရောတပါးဒီဒါကဲတင်နိုင်တဲ့ဘုရားအနန္တတကူနဲ့တည်ဆုံးအရာရာကိုပိုင်တာတော့ရှင်ကိုရောလမ်းမလွတ်တရားဘာတစ်ခုမှမရှိကိုရောအားထာဝရကိုွယ်မီကိုရောကြောင့်ရာရာသိဖြစ်ပြီကိုရောအားစင်ပြချီမလို့ချင်ဝါဆုံးမမီဘုံကြည်တော်ဖြင့်ရာအလုံးရဲ့အရှင်ကိုရောကျွန်တော်ကိုချစ်ကြောင်ကျွန်တော်ပြီးပြီမဆုံးလင်းခြင်းတွေကကဲတင်၍နှုတ်ခြင်းကိုရောကြောင့်ဖြောင်းမတော်သူအရာရာဆုံးလေးစေခဲ့ပြီကိုရောအဖြစ်ကျွန်တော်တတာအပြည့်လို့ခြင်းကိုရောအားထာဝရကိုွယ်မီကိုရောကြောင့်အရာရာသိဖြစ်ပြီကိုရောအားစင်မြင့်ချီးမွမ်းလို့နှုတ်ချင်မွမ်းဆိုမမီဘုံကြည်တော်ဖြင့်ရာအလုံးရဲ့အရှင်ကိုရောအားထာဝရကိုွယ်မီကိုရောကြောင့်ရာရာသိဖြစ်ပြီကိုရောကြောင့်စင်မြင့်ချီးမွမ်းလို့နှုတ်ချင်မွမ်းဆိုမီဘုံကြည်တော်ဖြင့်ရာအလုံးရဲ့အရှင်ဘုံကြည်တော်ဖြင့်ရာအလုံးရဲ့အရှင်ဒီမှာကိုယ်စရာအတော်သူရောက်စတိုင်းပေါ့ဒီနေ့ဖျားရှင်ကောင်းပေးပါစေဒီနေ့အခြေပြုဒီနေ့အစအပြင်ကျမ်းပိုက်လေးတစ်ပိုက်ဖတ်ကြားခြင်းပါတယ်လို့ဒီနေ့ဘုရားသခင်အားဖြင့်ပဲဒီနေ့အထိကျွန်တော်တို့ကွယ်ကာခြင်းခံရတာဖြစ်တယ်ဒီနေ့ဘုရားအားဖြင့်ပဲကျွန်တော်တို့လုံခြုံနေရတာဖြစ်တယ်119ခုမြောက်သောစာလံ118ခုမြောက်သောစာလံအပိုင်ငယ်1မှ2ပေါ့နော်ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဂရုဏာတော်အစဉ်မြဲတည်သည်ဟုဣသရေလအမျိုးဝန်ခံစေဂရုဏာတော်အစဉ်မြဲတည်သည်ဟုအာယုန်အနွယ်ဝန်ခံစေဂရုဏာတော်အစဉ်မြဲတည်သည်ဟုထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ဝန်ခံကြစေဒီကျမ်းနာသူရောက်တဲ့နှုတ်ကပတ်တော်ပေါ်မှာဘုရားသခင်ရောက်ကျမ်းနာသူရောက်တဲ့ဘုရားရှင်ကောင်းပေးပါစေဒီဇွန်မှာပါဝင်သောညီကိုမောင်နှမအယောက်စီတိုင်းလည်းဒီနေ့တစ်ပတ်တာအတွင်းမှာတော့၎င်းဒီနေ့အတွင်းမှာတော့၎င်းပေါ့နော်မိမိခွန်အားရတဲ့နှုတ်ကပတ်တော်ကျမ်းပိုက်လေးတွေကိုနေဖတ်ယူပြီးတော့ခွန်အားပေးနိုင်ပါတယ်အယောက်စီတိုင်းအချိန်ပေးပါတယ်အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါဘုံ
She Jan Jan she mother curry Jacan she Nang Sally. They know the Liloka is a hippie jolly. Don't say night, don't you, Maquena. Mother curry Nang Sally. Jana do you see them all peg of you by the အာမင်ကျွန်တော်ရောက်စရာကျွန်တော်တို့လောကမှာဘုရားသခင်ထားတာကဘုရားသခင်ဘုန်းတော်ထင်ရှားဖို့အလင်းတော်လို့ဖြစ်တယ်ဖျက်သွားပြီးတော့မိသားစုရောက်စတိုင်းပေါ်ဘုရားရှိခိုးဝေးပါစေဒီနေ့အားလုံးအချိန်ပေးပါတယ်စံစာတစ်ပိုက်ဖတ်ပါမယ်ဒေသနာကျမ်းအခန်းကြီး3အငယ်33လူတိုင်းစားတောက်ခြင်းက၎င်းမိမိစ조사အားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းက၎င်းဖျားသခင်၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ၏ အာမင်ဘုရားသခင်ကြည်တော်ကြောင့်ပဲเนาะအချိန်ပေးပါတယ်ရလို့ရပါတယ် ဆရာတမရဆွန်တတိယဆံအခန်းကြီးဆက်ခွန်အခန်းငယ်7ကနေ7မိမဒီရေကိုယူခြင်းဟာတောစင်တွင်တဖန်ဟိရမုတ်တစ်ဖက်ကိုလည်းတင်းလက်နဲ့ယူခဲ့ပါလို့ဟုဆိုပြန်လှိမိမကတင်းဖျားခင်ထရဖျားအသက်ရှင်တော်မူတဲ့တိုင်မုတ်ပြတပြားမှမရှိအိုးထဲမှာမုံညစ်တလက်ဆိုးဘူးနဲ့စီအနေငယ်သာရှိ၏ကျမနဲ့တားငယ်ဖို့ဖို့ရစားလို့တော့ဟန်၎င်းစားပြီးမှတီလို့တော့ဟန်၎င်းထင်းစားနှစ်ခုကိုယခုခွေပါ၏ဟုပြန်ပြော၏အေလျာကလည်းမစိုးရင်နဲ့တင်းဆိုတဲ့အတိုင်းတော်ရပြုလို့တို့ရတွင်ငါဖို့မုတ်ပြားငယ်တပြားကိုအရင်လို့ယူခဲ့လို့နောက်မှတင်းနဲ့တင်းဤတားငယ်ဖို့လို့ဇာနာတို့ရောက်ချင်းစီတိုင်းဖြာရှင်ကောင်းချီပါစေ အာမင်ဒီဆိုရင်စရာကာလမှာဒီဖရားရဲ့စကားနာထောင်ခြင်းအဖြစ်ဒီနေ့ခက်ခဲရ3နှစ်ခွဲကာလမှာဒီနေ့မုတ်ဦးရမှာလည်းမုတ်မကုန်ပါဘူးစီဦးရမှာလည်းစီမကုန်ပါဘူးเนาะဒီနေ့ဖရားခက်ခဲရကာလမှာဖရားသခင်ကျွန်တော်တို့ကိုဒီနေ့ဒီနှုတ်ဘတ်တော်အဖြစ်ခွန်အားယူရတယ်ပေါ့เนาะဖတ်ရသွားပြီးတော့ညီမဖရားသခင်တာ၍အသုံးပြုကောင်းပေးပါစေ ဆရာကျမလည်းကြံပိုက်ဖတ်ချင်တယ် ဟုတ်ကဲ့ပါ ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15ပိုင်းငယ်3ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းဒီနိုအားရှိဥစွာအပ်ပေသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ထမြောက်တော်မူပြီးကေဖာတီကိုရောကိုမြင်ပြီးမှတကြိတ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏ထို့နောက်ညီအကို900မကတပြိုင်နက်မြင်ရကြ၏ထိုသူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသည်၏အချို့တို့သည်အိပ်ပျော်ကြ၏ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ချင်းအခွင့်ကိုပေးတော်မူသောဘုရားသခင်၏ကျေးဇူးတော်သည်ကြီးလှစွာတကားဇာနာတယောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေချိန်ပေးပါတယ် ကဲဆရာကျန်းစာလေးတစ်ပိုက်လောက်ဖတ်ချင်ပါတယ် ဟုတ်ကဲ့ပါ တရားတစ်ဆက်ပါ တရားတစ်ဆက်ကိုလည်းမြောက်တော့ဆိုင်ရဲ့တင်ပါ လူမျိုးရှိမွားကြလို့လူအလွယ်မွားကြလို့ကြောင်းမူလေလူဘေ အာမင်ဖတ်ရသွားပြီးတော့မိသားစုဖျားကြီးကောင်းပေးပါစေတနည်းဖျားကြီးကောင်းပေးပါစေနော်အချိန်ပေးပါတယ် ဆရာသမီးလည်းဖတ်ချင်ပါတယ် ဟုတ်ကဲ့ဖတ်ပါသမီး
စာလံကျမ်းအခန်းကြီး46အငယ်1ဖျားသခင်သည်ငါတို့ခိုလိုရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းကိုထင်ရှားလျက်ရှိ၏ကျွန်တော်သူရောက်စီဘုရားရှိခိုးကြီးပေးပါစေ အာမင် ။ရာကျမ်းစာအနေငယ်ဖတ်ချင်ပါတယ် ဟုတ်ကဲ့ပါ ။ဒီလိုကြောက်ခုမြောက်သောစာရင်းအခန်းငယ်30မြင်ဝဲလျက်နေကြလောငါကဘုရားသခင်ဖြစ်သည်ဟုသိမှတ်ကြလောအာမင် အာမင် thank you Ay, yeah. Alan Jones. ဆရာကျမ်းစာတစ်ပိုက်ဖတ်လို့ရသေးလား ရပါတယ်ခင်ဗျာဖတ်ပါ ဟုတ်ကဲ့ဝတ်တန်ကြအခန်းကြီး15ဒီကနေမှတော့ဒီညသောစကားသည်စိတ်ကိုဖြစ်တတ်၏ကျမ်းတမ်းသောစကားကအမျက်ကိုလို့ဆိုတတ်၏ပညာရှိသောသူ၏ရှာသည်ပညာတတ်ကိုတည်တည်စေတတ်၏မိုက်သောသူတို့၏နှုတ်ကမိုက်သောအရာကိုသုံးလောက်တတ်၏ထာဝရဘုရား၏မျက်စိတော်သည်ခတ်သိမ်းသောအရာ၌ရှိ၍ကောင်းမကောင်းကိုချစ်ရှုတော်မူ၏ကျမ်းတော်ကိုရောက်စီတဲ့ဆက်ဆက်ပါစီပါသည် အာမင် အာမင် လည်းကတော့ဖတ်ကြည့်မှလို့ရှိသလား ဆရာဒီချပိုက်ဖတ်ချင်ပါတယ် ဟုတ်ကဲ့ပါဖတ်ပါခင်ဗျာ ရှလမိုတချီအခါချင်းနီအခါငယ်စီကနေငါကျမဒီရှာရရဲ့နီးစီကွင်းပြီးနိုင်ပေါက်တော်နေပွေများတာဖြစ်ပါ၏သူတော်တဲမှာနေပွေချစ်တဲ့ကဲတော့ငါချစ်တော်တူသမီးဒီလူမျိုးသမီးစုထဲမှာထေးပြီး၏တောင်းပြီးစုထဲမှာရှောင်းချိုပြီးကဲတော့ငါချစ်ရတဲ့ခေဒီလူမျိုးဤသားစုထဲမှာပြစ်တော်မူ၏ငါဒီသူဤအိရိတ်ဝဲပြုံမွေ့နေထိုင်၍မြိန်စွာသောအတီးကိုစားရ၏ပွဲခံရအိမ်တို့ငါဆောက်သွား၍မေတ္တာတော်အလံကိုငါအပေါ်မှာမိုးတော်မူ၏ငါဒီချစ်ချစ်အဖြစ်ကျင်နာသည်ဖြစ်၍ငါကိုစပြည့်သည်ပြည်နှင့်အားဖြစ်ကြပါရှောက်ချူသည်ကိုကြွ၍တက်တာစေပါ၏အာမင် အာမင် ကျမ90ခုမြောက်သောစာလံဖတ်ပါမယ်အမြင့်ဆုံးသောဖျား၏ကွက်ကထာဝရတော်နှင့်ညီသောသူသည်နနတ်ကိုရှင်၏ကိုကိုရလိမ့်မည်ထာဝရဘုရားသည်ငါခိုလွယ်ငါရေးတိုင်းငါကိုးစားသောဘုရားခင်ဖြစ်သည်ငါပြောဆို၏ကဲစစ်စစ်မုတ်ဆို၏ကြောကွင်းနှင့်၎င်းတည်တတ်သောအနန္တနှင့်၎င်းသင်ကိုကင်းလွတ်စေတော်မူမည်တောင်တော်မွေးနှင့်ဖုံး၍တောင်တော်အောက်၌သင်သည်လုံခြုံစွာနေရလိမ့်မည်သစ္စာတော်သည်သင်တိုင်တော်ဖြစ်လိမ့်မည်ညအခါဖြစ်သောဘေးကို၎င်းနေ့အချိန်၌ဖြစ်သောမြားကို၎င်းမောင်မိုက်ထဲမှာလည်းတဲ့သောကာလနာကို၎င်းသင်ကြောက်ရသင်နာမွန်းတဲ့ချိန်နဲ့ဖြစ်တဲ့သောဥပတ်ကို၎င်းသင်ကြောက်သင်နာမလူဆောင်သင်လက်မှာစောင်းလဲဆိုလေသင်ကိုမထိမခတ်ရသင်ဒီကိုမျက်စိနဲ့ကြည့်ပြီးမတရားသောသူနဲ့ရောက်ရသောဖြစ်ကိုမြင်မြတ်တာရှိလိမ့်မည်ထာဝရဘုရားသည်ငါကိုလွန်ရာဖြစ်သည်ဟုသင်သည်ဆိုရင်အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်သင်၌မကောင်းသောအနှိမ့်ထိုင်မကမြောင်သင်နေရာသို့ဘေးပတ်မခြင်းဟာသွားလျာ၌သင်ကိုဆောက်ရှောက်စေခြင်းဟာကောင်းကင်တမန်တော်သင်ဖို့မာရမည်ဖြစ်သင်ခြေကိုကြောက်နေမထိစေထိခိုက်စေခြင်းကသင်ကိုလက်နဲ့မဆတ်ကြည့်မြင်ကြလိမ့်မည်သင်ဒီချင်းစင်းနေမှုဆုံးမှာကြောက်သွားချင်းစင်းပြိုတဲ့ငကားတို့ကိုချစ်ပြနေလိမ့်မည်သူဒီငါ့ကိုချစ်တဲ့ကြောင့်သူ့ငါခဲနှုံမြင်ငါ့နာမကိုသိကြောင့်သူ့ငါချစ်မြတ်မည်သူဒီငါ့ကိုခေါ်တော့ခါငါထူးမိဒုက္ခခံတော့ခါသူ့ကနေချမ်းသာပြီ
သူ့ဘုံကိုလည်းထင်ရှားစေမည်ရှေ့သောအသက်နဲ့သူ့ရောင်းရဲစေငါ့ရဲ့ကတည်းကစုကျေးဇူးကသူ့အားပြမည်ကျမနာမည်ဂီရိုစ်လို့ခေါ်ပါတယ်အသက်က85နှစ်ရှိပါပြီ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ဝန်တာပါတယ်တမကျန်းစာရွတ်ဆိုပေးတဲ့သူအားလုံးကျန်းစာရွတ်ဖို့ရှိပါသေးလား Ja, appelpammer. Hallo. โอเคအားလုံးမရှိတော့ Ippe အခန်းကြီး9ဟုတ်ဆရာ โอเค Ippeအခန်းကြီး9အခန်းငယ်15မှ20ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မည်အကြောင်းတတိပြုကြလော့ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ထို့ကြောင့်တတိမရှိသောသူမဖြစ်ဖျားသခင်၏အလိုတော်ရှိရာကိုပိုင်းခြား၍တည်သောသူဖြစ်ကြလော့လွန်ကျူးစေတတ်သောစပြည့်ရည်နှင့်ယဉ်မှုချင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ဆာလံတခြင်းမှစသောဓမ္မတခြင်းအမျိုးတို့ကိုအချင်းချင်းပြောဆိုရွတ်ဖတ်၍ညွှန်ညွှန်သောစိတ်နှလုံးနှင့်ခတ်သိဖျားစိတ်နှင့်ဘုရားသခင်ရှိတော်၌ကျူးအေး၍တခြင်းဆိုကြလော့ခတ်သိမ်းသောအရာတို့၌ကျေးဇူးတော်ကြီးလာပါ၏ဟုငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ခမည်းတော်ဖရာသခင်ရှိကာလအစဉ်မပြတ်ဝန်ခံကြလော့ အာမင်ကျေးဇူးတင်တယ်အားပွေရဲ့နာမည်ကအားပွေပဲလား နော်ပွေထူးရှိဆရာ အော်နော်ပွေလို့ရှိရဲ့ဒီဇိုင်ပဲရှင်းမှာဟုတ်ဆရာ တိတ်ဟုတ်တယ်ဖွဲ့ရတဲ့ဖြစ်ပါတယ်ကျေးဇူးတင်တယ်ဟုတ်ကဲ့โอเคကျေးဇူးတင်တယ်ကျွန်တော်တမချန်းစာရွတ်ဆိုပေးတဲ့ဝေမျှပေးတဲ့အချင်းချင်းခွန်အားပေးတဲ့သူအားလုံးကျေးဇူးတင်တယ်ကျွန်တော်ဒီဇိုင်ပဲရှစ်တင်တယ်တော့ဒီအပတ်စဉ်နှစ်ပေါ့နော်ကျွန်တော်တို့အမှတ်စဉ်နှစ်ကောင်းမွန်စွာဘုရားကျေးဇူးကြောင့်ပြီးဆုံးခဲ့ပါတယ်เนาะကျွန်တော်တို့မနေ့ကလည်းအတူတူကမိသားရအစီအစဉ်ပေါ့နော်ကျွန်တော်တွားရောက်ကြတယ်အချင်းချင်းသက်သေခံဝေမျှကြတယ်เนาะကျွန်တော်တို့တယောက်တယောက်ပိုရင်းနှီးလာတယ်တချို့တွေလည်းမနက်ဖြန်ဆိုလည်းတချို့တွေပြန်ကြမယ်ပေါ့နော်တချို့တွေလည်းဒီနေ့ပြန်ကြပြီเนาะသူတို့ရဲ့နေရာဒေသပေါ့နော်ဒါပေမဲ့ဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်တို့ရင်းနှီးခွင့်ရတယ်เนาะဆရာအဲလေတို့လည်းဒီနေ့ရောက်လာတယ်เนาะဒီမှာဇိုင်ဘရှိကเนาะအန်ဒီเนาะစစ်စေးတို့เนาะအချိန်ကမသေးသေးဘူးဗျเนาะအချိန်ကမသေးသေးဘူးเนาะကျွန်တော်စီကိုရောက်လာတယ်အဲနာသူတို့ကျွန်တော်တို့ဒီမှာကျွန်တော်ဧခံနဲ့အလှည့်ပေါ့ဗျာเนาะကျွန်တော်ဧခံရတယ်เนาะအဲ့တော့ခုနပဲသူတို့ပြန်သွားတာပေါ့เนาะအဲ့တော့ကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်တို့မနေ့ကအဖွဲ့တွေအားလုံးเนาะဝမ်းမြောက်ဝမ်းသာစွာနဲ့เนาะပါဝင်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်ဒီဇိုင်ပဲရှစ်မှာသင်ပေးတဲ့ဆရာတွေပေးလူတဲ့သူတွေကျေးဇူးတင်တယ်ကျွန်တော်တို့ဒီဇိုင်ပဲရှစ်တင်တဲ့အားဖြင့်အများကြီးအကျိုးရှိပါတယ်เนาะလူတွေတမန်တရားကိုသိခွင့်ရတယ်တချို့တွေအဲ့ဒီသင်တန်းတက်ပြီးတော့ပဲပြောင်းလဲသွားတယ်เนาะတချို့တွေနှစ်ချင်းခံတယ်เนาะကျွန်တော်သင်တန်းမှာလည်းပြောင်းလဲလာတဲ့သူ2ယောက်ပါတယ်เนาะ3ယောက်လောက်ပါမှာတယ်2ယောက်3ယောက်လောက်ပါမှာတယ်အဲ့ဒီမှာတယောက်ကလည်းနှစ်ချင်းခံဖို့เนาะနှစ်ချင်းမခံသေးဘူးเนาะနှစ်ချင်းခံဖို့တယောက်ရှိမယ်เนาะပြီးတော့ကျွန်တော်တို့သင်တန်းကုန်ကြစိတ်เนาะဆရာတော်ဒီနဲ့ပြန်မေးကြည့်တော့ကျွန်တော်အားလုံး180လောက်ကုန်တာပေါ့เนาะအဲ့ဒါကဒီသူများကျွေးမွေးတာရှိတယ်မနက်စာကျွေးမွေးတဲ့သူတွေရှိတယ်เนาะမနက်စာဆရာတွေရောနေ့တိုင်းပေါ့เนาะမနက်စာအတွက်ကျွေးမွေးတဲ့သူတွေရှိတယ်ပြီးတော့နေ့လယ်စာကျွေးမွေးတာ3ရက်လောက်ရှိမယ်ပေါ့เนาะ3နှစ်လောက်ရှိမယ်အဲ့ဒါအားလုံးပေါင်းလိုက်ရင်300လောက်ကုန်เนาะဒီဇိုင်ပဲရှစ်တင်တန်းလုပ်တဲ့ခါမှာ300လောက်ကုန်တယ်ဘုရားကျေးဇူးတော်ကြောင့်ပါပဲကျွန်တော်တို့ပါဝင်ပေးလူကြတဲ့အလှူငွေတွေအားလုံး140ဝန်းကျင်လောက်ရှိမှာပေါ့နော်ကျွန်တော်တို့အသင်းတော်နေနဲ့တော့အနေချင်းစိုက်ရတာပေါ့နော်အနေချင်းစိုက်ရတယ်ဒါပေမဲ့ဖခင်ကျေးဇူးတော်ကြောင့်ပဲကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပြုလုပ်ခွင့်ရတယ်ကျွန်တော်တို့လာမဲ့ဒီမတ်လမှာလည်းကျွန်တော်တို့ online Bible training ပေါ့နော် online တမန်ကျမ်းစာသင်ကြားခြင်းကျွန်တော်တို့ပြုလုပ်ဖို့ရှိပါတယ်လို့เนาะကျွန်တော်တို့ဒီ online ကနေကျမ်းစာသင်တန်းပုံစံပေါ့เนาะကျမ်းစာသင်တန်းပုံစံကျွန်တော်တို့ကျမ်းစာအကြောင်းပုံစံအထီတော့မရောက်ပေမဲ့အဲ့ဒီလိုမျိုးပုံစံလေးကျွန်တော်တို့သွားဖို့ရှိပါတယ်ကျွန်တော်တို့ဘွဲ့မပေးပါဘူးသ
တင်နန်းဆင်းလက်မှတ်တော့ပေးမှာဖြစ်ပါတယ်တမန်ကျမ်းစာကိုနားလေခြင်းသောသူများပြီးတော့ဖရာသခင်တို့အစီခံအမှုတော်ထဲမှာအစီခံလိုသောသူများဒီတင်နန်းကိုတက်ရောက်လို့ရပါတယ်တင်နန်းမှာတင်ကြားမဲ့သင်ခန်းစာတွေကတော့အင်မတန်ကောင်းပါတယ်ကဲတင်ရင်စိတ်ချမှုပြီးတဲ့အခါမှာတမန်ကျမ်းစာကိုဘယ်လိုဖတ်ရမလဲဖရာနဲ့တူးချင်းအချိန်ဘယ်လိုယူရမလဲပြီးတော့တရားဟောခြင်းပညာပေါ့နော်တရားဟောပြောတဲ့အခါမှာဘယ်လိုမျိုးဟောပြောရမလဲเนาะအဲ့ဒီအရာတွေပါမယ်ပြီးတော့ကျွန်တော်တို့ဒီ OT introduction ပေါ့နော်ပြီးရင် chat history အသင်းတော်သမိုင်းပြီးတော့ကမ္ဘာဘာသာတရားနဲ့ဒီခရစ်ယာန်အသင်းတော်ဂိုင်းကနာတွေအကြောင်းเนาะကျွန်တော်တို့ဒီ Christian living ခရစ်ယာန်အသက်ရှင်ခြင်းအကြောင်းကျွန်တော်ဒီအရာတွေကိုသင်ကြားပေးဖို့ရှိပါတယ်လို့ကျွန်တော်တို့သင်ကြားမဲ့ပုံစံကတော့ zone နဲ့ပဲဖြစ်ပါတယ်เนาะ online zone နဲ့ဆိုတော့ internet ကောင်းဖို့လိုပါလိမ့်မယ်နော်အဲ zone အသုံးပြုတတ်ဖို့လဲလိုလိမ့်မယ်ပေါ့နော် zone အသုံးပြုတတ်ဖို့လဲလိုပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီ online နဲ့ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတကာမှာကျွန်တော်တို့မြန်မာလူမျိုးတွေရောက်တယ်เนาะတချို့တွေလည်းအဲ့ဒီမှာဥဆောင်ရတာပေါ့နော်အတူတူကစုဝေးရတဲ့ဥဆောင်ရတဲ့အချိန်မှာတချို့ကအခက်ခဲရှိတယ်နော်ကိုကအလုပ်လုပ်ဖို့သွားတာဒါပေမဲ့ဟိုလဲရောက်တော့ဖျားရှိခိုးတဲ့နေရာမှာကိုကဥဆောင်နေရတယ်အဲ့လိုဘလို့ဥဆောင်မှမသိဘူးเนาะတမန်တရားကိုလည်းသိချာမသိတဲ့ခါမှာ Friendship ပဲဥဆောင်ဆောင်ချီးမွမ်းခြင်းပဲဥဆောင်ဆောင်တဘာပတိပဲလှုပ်လို့အထူးပဲဆူတောင်းเนาะအရှိမဥဆောင်တဲ့ခါမှာဥဆောင်တဲ့သူတွေကတမန်တရားနဲ့ညီညွတ်ဖို့ပေါ့เนาะအဲ့ဒီအရာတော့ကျွန်တော်တို့ပြင်ဆင်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်မြန်မာစံတော်ချိန်ည8:00နာရီကနေ10:00နာရီတင်ကြားဖို့အချိန်လှုပ်ထားပါတယ်လရဲ့တလမှာ9ရက်ပေါ့လရဲ့ပထမအပတ်9ရက်တင်မှာဖြစ်ပါတယ်လို့လတိုင်းမှာကျွန်တော်တို့ match လာစမယ် match လာတော့ချွင်းချက်match လာ16ရက်နေ့ကစမယ်ကျန်တဲ့လတွေမှာတော့လရဲ့ပထမ9ရက်ပဲဖြစ်ပါတယ်တနင်္လာအင်္ဂါဗုဒ္ဓဟူကြာလာပတိနေ့တရက်နာမယ်ကြာလာပတိနေ့ကဒီဇွန်ရှိတဲ့ကြောင့်အပြင်တောက်ကြစနေပေါ့အလုံးပေါင်း9ရက်လရဲ့ပထမပတ်9ရက်တင်ရမယ်ညမြန်မာစံတော်ချိန်ည8:00နာရီကနေ10:00နာရီအတွင်းဖြစ်ပါတယ် online zone နဲ့တင်မဲ့သင်ခန်းစာပုံစံဖြစ်ပါတယ်လို့ကျွန်တော်10လဖြစ်ပါတယ်10လတင်ရမယ်နော်ပြီးတော့ဆရာတွေ assignment တချို့တွေက assignment ပြန်တင်ဖို့အတွက်နည်းနည်းလန့်တယ်ဘယ်လိုတင်ရမှန်းမသိဘူးပေါ့နော်အဲ့တော့ assignment ကလည်းတိတ်ပြီးတော့အရင်အခက်ကြီးမဟုတ်ပါဘူးဆရာတွေတင်ပေးတဲ့အရာပေါ်မှာမိမိနားလဲတယ်လို့နော်ပြန်ရေးဖို့ဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီသင်တန်းကအကြမရှိပါဘူးနော်မအောင်တာပဲရှိမှာပေါ့နော်နော်အကြမရှိဆိုတော့ဘယ်သူမှနော်မသိလို့လာနားထောင်တာဗောလေဟုတ်တယ်မှာအကြဆိုတော့မရှိပါဘူးဒါပေမဲ့သင်တန်းရဲ့တတ်မှတ်ထားတဲ့နော်တက်ရောက်ရမယ့်စံဒီရက်ပေါ့နော်တက်ရောက်ကမယ့်ရက်နော်ကျွန်တော်တို့လိုအပ်တဲ့အဲ့ဒါလေးရက်ရှိမယ်ပြီးရင်တော့ assignment ဆရာတွေပြန်တင်တာရှိမှာအားလုံးပြည့်မီတော့သင်တန်းဆင်းလက်မှတ်ပေးမှာဖြစ်ပါတယ်လို့နော်ဘာလို့အားလုံးပြည့်မီမှသင်တန်းဆင်းလက်မှတ်ပေးလဲဆိုရင်တော့တက်လိုက်မတက်လိုက်နဲ့နော်အဲ့လိုမျိုးတော့သင်တန်းဆင်းလက်မှတ်တော့ကျွန်တော်မပေးဘူးပေါ့နော်အတိမတ်ပြုသင်တန်းဆင်းလက်မှတ်ဆိုတာလည်းအထွေထူးမဟုတ်ပါဘူးကျွန်တော်တို့သင်တန်းကိုတမန်တရားကိုတကယ်လေးစားစွာနဲ့နော်နှုတ်ကပတ်တော်ခံယူခြင်းနဲ့စိတ်နဲ့နော်တက်ရောက်တဲ့သူတွေကိုပြန်ပြီးတော့အတိမတ်ပြုတဲ့သဘောပဲဖြစ်ပါတယ်လို့နော်ဒါကြောင့်မို့ကျွန်တော်အစဆုံးတက်ရောက်နိုင်သောသူများဖြစ်ရမယ်online zone အသုံးပြုတဲ့သူဖြစ်ရမယ်နော် online ကနေနှုတ်ကပတ်တော်ခံယူဖို့စိတ်အားထက်သန်တဲ့သူဖြစ်ရမယ်နော်အဲ့တော့အဲ့ဒီဖျားအတွက်အမှုတော်ဆောင်ခြင်းတဲ့သူတွေနော်တက်ရောက်ဖို့ဖြစ်ပါတယ်လို့ကျွန်တော်ဘွဲဒီဂရီတော့မပေးဘူးဒါပေမဲ့သင်တန်းဆင်းလက်မှတ်တော့ပေးမယ်ဖျားနှုတ်ကပတ်တော်ကိုအမှန်တကယ်လိုချင်သောသူများတက်ရောက်လို့ရပါတယ်နော်သင်တန်းတက်ရောက်ဖို့ရန်အတွက်ကျွန်တော်ဆက်သွယ်ရမယ့်အရာတွေကိုတော့ကျွန်တော်တို့ဒီကျွန်တော် GWC ရဲ့ page မှာတင်ထားပေးပါတယ်လို့เนาะအဲ့ဒီမှာဆရာမနိုင်ပေါ့เนาะဆရာမမနိုင်ဖုန်းနံပါတ် Viber နံပါတ်ရှိတယ်နောက်ဆရာတော်ဒီရဲ့ Viber နံပါတ်ရှိတယ်အဲ့ဒီမှာဆက်သွယ်လို့ရတယ် online form ဖြည့်ရမှာဖြစ်ပါတယ်အဲ့ဒီကျွန်တော် online form လေးတင်ထားပေးတယ်အဲ့ဒီမှာအမည်เนาะကိုယ့်ရဲ့ငွေတက်ကိုလည်းအမှဖြည့်လိုက်ပြီးတော့ပို့လိုက်ရင်ရပြီဖြစ်ပါတယ်เนาะဒီမှာလဲ online form ဖြည့်ရမယ့်ဟာလေး share ထားပေးပါတယ်လို့เนาะဒီကျွန်တော်တို့ check ပေါက်မှာပေါ့เนาะအားလုံးပါဝင်တက်ရောက်ဖို့ဒီတင်နန်းစီစဉ်တော့လက်တရိရပြီးတော့ဆူတောင်းပေးဖို့ဖြစ်ပါတယ်လို့နောက်တစ်ခုကကျွန်တော် GWC အသင်းတော်အနေနဲ့မြင်နေရလိုအပ်ပါတယ်เนาะဒီ online တင်နန်းကတော့ကျွန်တော်တို့ online မှာနိုင်ငံတကာရောက်ရှိနေတဲ့သူတွေကိုရည်ရွယ်ပြီးတော့ဖရာတမန်တရားမှာအစီခံမှုရန်အတွက်ရည်ရွယ်လှုပ်ဆောင်တာပေါ့เนาะတကယ်လည်းညကျွန်တော်အပြင်မှာလှုပ်ချင်တာပေါ့เนาะအပြင်မှာအဲ့လိုတမန်ကျမ်းစာအတွက်ဖရာအမှုတော်အတွက်เนาะအစီခံခြင်းဆိုင်ရာအမှုတော်ဆောင်ဖြစ်တင်နန်းအပြင်မှာဖွင့်ဖို့ပေါ့เนาะကျွန်တော်အသင်းတော်မြင်နေရအစာအုပ်လိုအပ်တယ်အဲ့တော့လည်းတတိယပြီးတော့ဆူတောင်းပေးဖို့ဖြစ်ပါတယ်။နော်လိုအပ်ရင်လည်းဖျားပေးမှာဖြစ်ပါတယ်။ဖျားအချိန်ပဲဖြစ်ပါတယ်လို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုချိန်မှာကျွန်တော်တို့ဆရာတော်ဒီကနေပြီးတော့ဂုဏ်တော်ချီးမွမ်းပါမယ်။
ခွဲပါဆရာရှေးစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အလုံးစုံအတွက်ကျေးဇူးတင်သည်ဆိုတဲ့သချင်းလေးနဲ့ဘုရားဆရာကျွန်တော်ဂီတာတန်လေးကြားလာဆရာ တီးကြပါအောင်ချားတယ် ဟုတ်နိုင်ပြီပါဆရာဟုတ်တင်တို့သည်ဤလောကတင်တို့သည်ငါ့ကိုအမိပြုညီတဲ့ချင်းရှိစေခြင်းကဤစကားကိုဟောပြောပြီးတင်တို့သည်ဤလောက၌ဆင်းရဲဒုက္ခကိုတွေ့ရလိမ့်မည်သို့တော်လည်းမစိုးရိမ်နှင့်ငါသည်လောကကိုအောင်ပြီကျေးဇူးတော်ကြောင့်ကျွန်တော်တို့လောကကိုအောင်တဲ့ယေရှုခရစ်တော်နဲ့နေ့ရက်စဉ်မှာအသက်ရှင်သွားလာသောအခွင့်ရတာဖြစ်ပါတယ်ဒီရက်ထဲမှာကျွန်တော်များသောအားဖြင့်မိကိုနေလာမိတဲ့အခါမှာဘုရားသခင်နဲ့သွားတဲ့အချိန်မှာတဲ့အခက်အခဲတွေဒုက္ခတွေပို့ပြီးတော့တွေ့ကြုံရတယ်တဲ့ဘာကြောင့်လဲတဲ့ကျွန်တော်နားလေတဲ့ဟာလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းခွန်အားယူရတဲ့ဟာလေးကိုပြန်ပြီးတော့မှ share လုပ်ပေးဖြစ်ပါတယ်ကျွန်တော်တို့ကဘုရားနဲ့သွားမှဒုက္ခကြုံတာမဟုတ်ပါဘူးကျေးဇူးတော်ကြောင့်ဒုက္ခတွေကြုံနေရခြင်းအထဲမှာဘုရားသခင်နဲ့သွားလာရခြင်းဖြစ်ပါတယ်ကျွန်တော်ကြုံတွေ့ရသမျှအရာတိုင်းကသခင်ရှုခရစ်တော်ဘုရားအဖင်အောင်မြင်ဖို့ပဲဖြစ်ပါတယ်ဒီသချင်းလေးနဲ့ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းချင်ပါတယ်ကျွန်တော်ခံစားရမယ်ဝေဒနာတွေတခင်ယေရှုခံစားခဲ့ပြီးပါပြီကျွန်တော်ရှောက်ရမယ်စုခင်လမ်းတွေကိုတော့ရှောက်ခဲ့ပြီးဒီအလုံးစုံတွေတွေ့ကျေးဇူးလေးတင်သည်ကျွန်တော်သွားရမယ်လားထာဝရငရေတိုင်တော်ဘောသခင်အသွေးနဲ့ရွေဝဲခဲ့ပြီကျွန်တော်ဆိုညစ်တဲ့အပြစ်တွေများကိုဖြူစင်စေခဲ့ပြီဒီအလုံးစုံတွေတွေ့ကျေးဇူးလေးတင်သည်ဘုန်းကြီးပါစေသခင်နာမကဘာဆက်ဆက်ဘုန်းကြီးစေကျွန်တော်ကိုယ်ွယ်ပါမီကျွန်တော်ချီးမွမ်းပါမီဘုန်းကြီးတော်ရှင်ထာဝရဘုရားသခင်ကျွန်တော်သွားရမယ်လားထာဝရငရေတိုင်တော်ဘောသခင်အသွေးနဲ့ရွေဝဲခဲ့ပြီကျွန်တော်ဆိုညစ်တဲ့အပြစ်တွေများကိုဖြူစင်စေခဲ့ပြီဒီအလုံးစုံတွေတွေ့ကျေးဇူးလေးတင်သည်စေသခင်နာမကဘာဆက်ဆက်ဘုန်းကြီးစေကျွန်တော်ကိုယ်ွယ်ပါမီကျွန်တော်ချီးမွမ်းပါမီဘုန်းကြီးတော်ရှင်ထာဝရဘုရားသခင်ကျွန်တော်ကိုယ်ွယ်ပါမီကျွန်တော်ချီးမွမ်းပါမီဘုန်းကြီးတော်ရှင်ထာဝရဘုရားသခင်အာမင်ရောက်ချင်းစီတိုင်းဘုရားသခင်ဘုန်းတော်ဖို့လို့ငါတာလီအသက်ရှင်နေတော်သူများဖြစ်ပါစေအာမင်ကျေးဇူးတင်တယ်ကျွန်တော်အခုချိန်မှာအသက်ရှင်သောဘုရားရဲ့နှုတ်ကပတ်တော်ကိုကြားနာဖို့ဖြစ်ပါတယ်လို့နော်ဆရာတော်မမြတ်တယ်ထင်တယ်ဒီတစ်ပတ်ဒေသနာတိတ်ခါတော့ဆရာတော်မမြတ်တယ်ကိုယေရှုနာမနဲ့ချိန်ပေးပါလေဟုတ်ကဲ့ဆရာ
Oh. Không bỏ tiền. Chiếu gió. Fiat khe namaro chima mare. Hello? Okay. Con này. Cho thì ní con A pi lu ye. A cháu ya ga đó. 2026ခုနှစ်เนาะဒီနေ့ဘာလူနဲ့နော်ကျစခရမပေါ်ဖြစ်နေစီဂျီโอเคပါ2026ရက်90တောင်ကုန်သွားပြီ365ရက်မှာရက်90တောင်ကုန်သွားပြီဒီ2026ခုနှစ်ကကျွန်တော်တို့အတွက်စုံလင်သောနှစ်ဖြစ်ဖို့အရန်ရေးကြည့်တယ်ကျွန်တော်ဘာဆင်ခြင်မိလဲဆိုတော့အော်လို့ငါ2026မှာပြည့်စုံဖို့ပဲစူးစမ်းနေတာနော်ပြည့်စုံခြင်းဆိုတာအပြည့်အရာငါဘာတွေရှိရမယ်ဘာတွေဖြစ်ရမယ်အပြည့်စုံဖို့စုံလင်ခြင်းဆိုတာကအတွင်းအရာငါစုံလင်ဖို့ငါဘာတွေမစုံမလင်ဖြစ်နေလဲဆိုတာကိုပြန်ပြီးတော့စင်ကျင်သုံးသပ်မိတယ်ရှမဿဲခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်48မှာထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အပသည်စုံလင်တော်မူသည့်နည်းတူသင်တို့သည်လည်းစုံလင်ခြင်းရှိကြလောနော်ဖယားသခင်ကစုံလင်တယ်ဖယားသခင်စုံလင်တယ်လို့မျိုးကျွန်တော်အသက်တာမှာစုံလင်ဖို့ဖယားသခင်ကအလိုရှိတယ်နောက်တစ်ခုစာလံ19အငယ်9မှာတရားတော်ကစုံလင်တယ်တဲ့တရားတော်ဆိုတာကဖယားသခင်ရဲ့စကားဖယားရဲ့စကားကစုံလင်တယ်ဒါကြောင့်နှုတ်ကပတ်တော်ခံယူတဲ့အခါမှာကျွန်တော်တို့စုံလင်ခံယူဖို့အရေးကြီးတယ်နော်ကောင်းတာရှိတယ်မကောင်းတာရှိတယ်မှန်တာရှိတယ်မှားတာတွေဒါတွေကိုဝေဖန်ပိုင်းခြားပြီးတော့စုံလင်ခံယူဖို့အရန်ရေးကြည့်တယ်ဒီမှာဆိုထာဝရဘုရားဤတရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရားဤတသက်ခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏နော်မလိမ္မာတဲ့သူတွေကိုလိမ္မာစေတတ်တယ်ဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်ကိုစုံလင်ခံယူဖို့မှာဆိုကျွန်တော်ရေးထားတဲ့စာလ23မှာထာဝရဘုရားသည်ငါ၏သိုးရင်းဖြစ်တော်မူ၏ငါသည်စင်ရဲမခံရကြီးပဲမဟုတ်ဘဲနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်33သင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ဒါကြောင့်စုံလင်ခံယူဖို့နော်ဘဝတက်တာမှာတက်တဲ့အခါရှိတယ်နှိမ့်ကြတဲ့အခါရှိတယ်တက်ချင်းနှိမ့်ခြင်းကောင်းခြင်းဆိုးခြင်းကျမ်းမာခြင်းမကျမ်းဖြစ်ခြင်းချမ်းသာခြင်းဆင်းရဲခြင်းအချိန်တွေဘောင်းစုံမှာနှုတ်ကပတ်တော်ကိုစုံလင်တဲ့နှလုံးသားနဲ့ခံယူဖို့ဘုရားသခင်ကအလိုရှိတယ်နောက်တစ်ခုကနှစ်တိ39ဖယားသခင်ရဲ့လူကစုံလင်တဲ့နော်ဖယားသခင်ဤလူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မိအကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏ဒါနှစ်တိ39နှစ်တိ36ကဘာပြောထားလဲဆိုတော့ဟိုကျမ်းစာရှိညသည်ဒီနှုတ်ကပတ်တော်ကျမ်းစာရှိသမျှ၏နော်ဖယားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ကျွန်တော်တို့ကိုစုံလင်စေမှာကဒီဖယားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာဒါကြောင့်ကျွန်တော်တို့အသက်တာမှာစုံလင်တဲ့အသက်တာဖြစ်ဖို့အတွက်ဆိုရင်ဖယားရဲ့စကားတော်နှုတ်ကပတ်တော်ကိုနေ့စဉ်ဖတ်ဖို့တန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းစကားပြောခြင်းဖယားရဲ့တရားတော်ဆိုတဲ့ဖယားရဲ့စကားကိုရရှိဖို့အရန်အရေးကြီးတာဒီမှာတေချာရေးထားတယ်နော်ထိုကျမ်းစာရှိသမျှသည်66ကျမ်းလုံးနော်ထိုတရားဟောချက်ရှိသမျှသည်လို့မပြောထားဘူးကျွန်တော်တို့ယုံကြည်သူတော်တော်များများကတရားဟောချက်နဲ့အသက်ရှင်ကြတယ်ကိုယ်တိုင်ကျမ်းစာမဖတ်ဘူးတရက်ဘုရားကျောင်းသွားတယ်တရားဟောချက်လေးနားထောင်ပြီးတော့ဒီလို
ထိုတရားဟောချက်ရှိသမျှသည်မရထားထိုကျမ်းစာရှိသမျှသည်ဒီတမန်ကျမ်းစာဖျားရဲ့တရားတော်နဲ့အသက်ရှင်ဖို့သိအရေးကြီးတာတရားဟောချက်ရှိသမျှသည်မဟုတ်ထိုအနက်ဖွင့်ကျမ်းရှိသမျှသည်မဟုတ်တော့တချို့ကကျမ်းစာခုမှစဖတ်တဲ့အနက်ဖွင့်ကျမ်းနဲ့တခါလေတွေ့ဖတ်တာအနက်ဖွင့်ကျမ်းဆိုတာကျမ်းစာအစဆုံး10ခေါက်လောက်ဖတ်ပြီးမှတေချာပြန်လေ့လာပြီးတော့သုံးရတာတချို့ကမဖတ်ရသေးဘူးအနက်ဖွင့်ကျမ်းအရင်လန့်ပြီနော်နောက်တစ်ခုကဝိညာဉ်ရေးရာစာအုပ်ရှိသမျှဒီလိုလည်းမရေးထားဘူးဒီခါလေးကျွန်တော်အသက်တာ daily bread နေ့စဉ်ခွန်အားညစဉ်ခွန်အားလေးဖတ်ပြီးတော့ဘဝအသက်တာကျင့်တတ်နေတာဒီတမန်ကျမ်းစာကိုဖတ်ဖို့စုံလင်တော်သူဖြစ်ဖို့ရန်အတွက်ကလေဒီ daily bread လေးလောက်နဲ့သွားလို့မရဘူးညစဉ်ခွန်အားလေးကျမ်းစာလေးတစ်ပိုက်ဖတ်လိုက်အဖြစ်ပြက်လေးဖတ်လိုက်ဒီလောက်လေးနဲ့ပဲသွားလို့မရဘူးစုံလင်တော်သူဖြစ်ဖို့อ่ะနော်ထိုကျမ်းစာရှိသမျှဒီဘုရားခင်မှုတ်သိမ်းတော်မူသောအဖြစ်ဖြစ်ဖယားခင်လူသည်စုံလင်တော်သူထိုကျမ်းစာရှိသမျှအားဖြင့်ကျွန်တော်တို့ကိုစုံလင်ပါအကြောင်းကျမ်းစာဖတ်ဖို့အရေးကြီးတယ်နောက်ဝိညာဉ်ရေးရမှာဆရာထားမိဖို့ငါပေါ်လူတပည့်ဘယ်သူဆရာတရားဟောမှပေါ်လူတပည့်ငါပေထုတပည့်မဟုတ်ဘူးနော်အရောက်ချင်းစရာခရစ်တော်ရဲ့တပည့်နော်ဆရာဒီအားဖြင့်သုံးသင်တာခံယူဘဝအသက်တာမှာဝိညာဉ်ရေးရမှာဒီဆရာကြီးဒီတယောက်ကိုဆရာတင်ပြီးတော့နော်သူပြောသမျှအကုန်အမှန်ပဲလို့မှတ်ယူမိမှာဆိုလို့နော်ဒါကြောင့်မလို့တရားတော်နဲ့အသက်ရှင်ခိုင်းတာတရားတော်ဆိုတာဖျားစကားဒီမှာဆိုရင်ပြည့်စုံခြင်းနဲ့စုံလင်ခြင်းနော်ပြည့်စုံခြင်းကအပြင်အရာစုံလင်ခြင်းကအတွင်းအရာနော်ပထမတစ်ယောက်ကအာဗြဟံကဘာလဲဆိုတော့ဖျားသခင်ရဲ့လူကပောက်ကျက်73အငယ်1မှာဆိုရင်သူကတိုးနွားရွှေငွေတွေအလွန်ရတတ်တယ်တဲ့ပြည့်စုံတယ်နော်အပြည့်အရာကုန်ပြည့်စုံတယ်အာဗြဟံကချမ်းသာတယ်ကပောက်ကျက်79အငယ်1မှာဆိုရင်ဖျားသခင်ကဘာပြောလဲဆိုတော့ထာဝရဖျားသည်အာဗြဟံအားထင်ရှားတော်မူ၍ငါသည်အနန္တတကုရှင်ဖျားသခင်ဖြစ်၏ငါရှိမှသွားလာ၍စုံလင်ခြင်းရှိလောဖျားသခင်ရှိမှသွားလာပြီးစုံလင်ခြင်းရှိပါနော်ဒါအရေးကြီးနော်စုံလင်သောအသက်တာဖြစ်ဖို့ကငါဖျားရှိမှသွားလာနေတယ်ဆိုတာကိုဖျားကိုမျက်မှောက်ပြုဖို့ကတိတ်အရေးကြီးတာကျွန်တော်လှုပ်ဆောင်တဲ့အရာတိုင်းမှာငါဖျားခင်ရှိမှလူတွေမမြင်ဘူးနော်ဖျားမြင်နေတယ်ငါဖျားခင်ရှိမှငါသွားလာနေတယ်ဆိုပြီးတော့စုံလင်ခြင်းရှိပါတခါလေလူတွေကမမြင်ဘူးဖျားကတော့မြင်နေတယ်လူတွေရှေ့မှာတော့အစဉ်ပြေနေတာလူတွေရှေ့မှာမလဲဘူးဖျားရှေ့မှာလဲကြနေတယ်လဲကြခြင်းနှမျိုးမှာလူတွေရှေ့မှာလဲတာကလူတိုင်းမြင်ရတယ်အရက်သမားတောက်တယ်သူအပြစ်လုံးလို့လဲတာလူတွေကုန်မြင်ရတယ်တချို့ကလူတွေရှေ့မှာမလဲဖျားရှေ့မှာလဲတာလူတွေမသိဘူးဖျားရှေ့မှာကျမ်းစာမဖတ်ဘူးနောက်ဝိညာဉ်ရေးရမှာကိုဖြစ်တယ်လို့ဖျားစကားနားမထောင်ဘူးဒါလူတွေမသိဘူးနော်ဖျားစကားနားမထောင်ဖျားကသိတယ်နော်ဖျားရှိမှလဲကြနေတာဒါတွေကိုနောင်တရပြီးတော့ဖျားရှိမှသွားလာပြီးတော့စုံလင်ခြင်းရှိခိုင်းတာနော်ဖျားကကျွန်တော်တို့ကိုစုံလင်တော်သူဖြစ်စေချင်တာအပြင်းအရာတွေပြည့်စုံဖို့အတွက်ကြိုးစားနေရင်းနဲ့ဒီအတွင်းအရာစုံလင်ဖို့မေ့နေမှာဆိုလို့တခါလေဝိညာဉ်အရာတွေလှုပ်ဆောင်နေရင်းနဲ့ဝိညာဉ်သဘောတွေပျောက်ဆုံးနေတာစုံလင်ခြင်းတွေပျောက်ဆုံးနေတာအမှုတော်လုပ်ငန်းလှုပ်ဆောင်နေရင်းနဲ့နော်ဝိညာဉ်သဘောတွေပျောက်ဆုံးတာတခါတလေနော်ဒါတွေကိုဒါမို့ဘုရားသခင်ရှေ့မှာသွားလာ၍စုံလင်ခြင်းရှိဖို့ဘုရားသခင်အလိုရှိတယ်နောက်တစ်ယောက်ကတော့ယောဘကလည်းဘုရားသခင်ရဲ့လူယောဘဝတ္ထုခန်းကြီး1အငယ်1နဲ့3မှာယောဘအမည်ရှိသောသူတစ်ယောက်တည်တဲ့ဥစပီ၌နေ၏ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏စုံလင်ဖြောင့်မတ်ခြင်းရှိတယ်တဲ့ဖျားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်၏ဖျားကိုကြောက်ရွံ့တယ်နော်သူဖျားကိုဘာလို့ကြောက်ရွံ့တာလဲဆိုတော့ဖျားကိုသိကျွမ်းလို့ကြောက်ရွံ့တာနော်ဖျားကိုမကြောက်တဲ့သူကဖျားကိုမသိကျွမ်းသေးလို့နော်ဖျားကိုသိကျွမ်းတာလေဖျားကိုကြောက်ရွံ့ယူသေးလားလေဒီမှာဆိုရင်ယောဘကစုံလင်ဖြောင့်မတ်တယ်ဘာကြောင့်လဲဖျားသခင်ကိုကြောက်ရွံ့တယ်မကောင်းတဲ့အကျင့်တွေရှောင်တော်သူဖြစ်တယ်သူ့မှာသား9ယောက်သမီး3ယောက်သူ၏ဥစ္စာကပြည့်စုံခြင်းလည်းရှိတယ်
သွားစုံလင်ခြင်းလည်းရှိတယ်ပြည့်စုံခြင်းလည်းရှိတယ်သိုး9000ကလအုပ်3000နွားရှင်900မြဲမ900ငယ်သားအတိုင်းမသိများသည်ဖြစ်၍တကယ့်ကို trillionaire ကြီးနော် billionaire တော့မဟုတ် trillionaire နော်ကလအုပ်3000ကလအုပ်တငါကိုမြန်မာငွေ3000ပဲထားလိုက်နော်ကလအုပ်3000ဆိုသူဘလောက်တောင်ချမ်းသာမလဲစဉ်းစားကြည့်နွားရှင်900မြဲမငယ်သားကအတိုင်းမသိများတယ်တဲ့အရှိမျက်နာအယက်သားတကာတို့ထက်တာ၍ကြီးတော်သူဖြစ်၏တဲ့အယမ်းချမ်းသာတာစိတ်နှလုံးကလည်းဖျားရှိမှစုံလင်တယ်မကောင်းတဲ့အကျင့်တွေရှောင်တယ်ဖျားကိုကြောက်ရွံ့တယ်ပြည့်စုံခြင်းလည်းရှိတယ်အဲ့ဒီမှာယောဘကိုမြင်တဲ့အမြင်၃မျိုးရှိတယ်ပထမတစ်ခုကတက်လာတယ်ဖျားခင်ကယောဘကိုဘယ်လိုမြင်လဲဆိုတော့ယောဘရဲ့အတွင်းနှလုံးသားကိုမြင်တယ်ဒီမှာဆိုရင်ယောဘကဖျားခင်ကိုယုံတယ်ဖျားခင်ကလည်းယောဘကိုယုံတယ်ဒီမှာရှိတဲ့ညီကောင်မတွေဖျားခင်ကိုယုံလားဆိုရင်ယုံပါတယ်လို့ဖြေကြမှာဖျားခင်ကကိုယ့်ကိုယုံလားအဲ့ကြရင်အဖြေတွေကတူမှာမဟုတ်ဘူးဖျားကိုယုံလားဆိုယုံတယ်ဖျားကကိုယ့်ကိုယုံလားဆိုဟာဖျားငါ့ကိုယုံလားပြန်ဆင်ခြင်မိဖို့ရန်အတွက်ဒီမှာကဖျားကနော်ယောဘကဖျားကိုယုံတယ်လို့ဖျားကလည်းယောဘကိုယုံတဲ့အတွက်စာတန်ကိုစုံစမ်းသွေးဆောင်ခြင်းကိုခွင့်ပြုလိုက်တာနော်ဖျားခင်ကအတွင်းအရာကိုမြင်တယ်ဒီမှာဆိုနမခခွေစာတန်ကဘလို့မြင်လဲဆိုတော့စာတန်ကအတွင်းအရာကိုမမြင်ဘူးစာတန်ကအကန့်အသတ်ပဲရှိတာ तू ကဖန်ဆင်းရှင်မဟုတ်တဲ့အတွက်အကုန်မသိဘူးကျွန်တော်နှလုံးသားထဲမှာဘလို့ကြံစီနေလဲ तू မသိဘူးနတ်ဆိုးတွေမသိဘူးကျွန်တော်ကသိတယ်ထင်တာကျွန်တော်နှလုံးသားထဲမှာဘာတွေကြံစီနေလဲဆိုစာတန်သိနေတယ်စာတန်မသိဘူး तू ကဖန်ဆင်းရှင်မဟုတ်ဘူးနော်အကုန်မသိဘူးစာတန်ကမသိတဲ့ तू ကခမန်းလို့ပဲရတာအော်ယောဘကဖျားကိုကြောက်ရွံ့နေဆိုတာကဖျားကစီးစိမ်တွေပေးထားလို့ဖျားကကွယ်ကာစောင့်ရှောက်လို့စာတန်ကအပြင်အရာကြည့်ပြီးတော့ဆုံးဖြတ်တာကျွန်တော်နှုတ်ကနေထွက်တဲ့အရာတွေနှုတ်ကနေဘာထွက်လာပြီဆိုရင်တော့သူ့နှလုံးသားထဲမှာဒါရှိနေပြီစာတန်ကအရာအကင်းပါတာသူ့ရဲ့အတွေ့အကြုံကလေနော်နှစ်ပေါင်း2000ကျော်လောက်ရှိပြီလူနဲ့ပတ်သက်ပြီးအတွေ့အကြုံကကျွန်တော်တို့ကအခုမှလူသက်တမ်းမှာနော်ကျွန်တော်နှစ်40 50လောက်ပဲ experience ရှုံးမှာစာတန်ကနှစ်ထောင်ချီပြီးတော့လူတွေရဲ့အကြောင်းနှောကျနေပြီလူတွေရဲ့နှုတ်ကဘာထွက်လာဆိုနှလုံးသားထဲဘာရှိတာအကင်းပါတာသူကအကုန်မသိဘူးယောဘကိုလည်း तू ဘယ်လိုမြင်လဲအပြင်ရာကိုကြည့်ပြီးတော့ပဲ तू ကဆုံးဖြတ်လို့ရတာလူတွေကြတော့ဘယ်လိုမြင်လဲဆိုတော့လောဘကိုအခြေအနေကိုကြည့်ပြီးတော့မြင်တာယောဘကောင်းစားနေတယ်ဆိုရင်သူဖျားနဲ့မှန်လို့ယောဘဆင်းရဲဒုက္ခရောက်တယ်ဆိုရင်ဖျားနဲ့မမှန်လို့ခံရတာဖျားနဲ့မမှန်လို့လူကအခြေအနေကိုကြည့်တာနော်ဒီမှာယောဘမှာအမြင်၃မျိုးဒါပေမဲ့ဖျားခင်ကတော့အတွင်းနှလုံးသားကိုကြည့်မြင်တယ်နော်ယောဘရဲ့စိတ်နှလုံးကစုံလင်တော်သူဖြစ်တယ်တဲ့နောက်ဒီမှာဆိုရင်ကျွန်တော်တမန်တော်ဝတ္ထု36မှာတမန်တော်တွေနော်ဒီခေတ်တမန်တော်တွေလုံးအရင်တုန်းကတမန်တော်တွေဘလောက်တောင်လဲဆိုဒီမှာဆိုရင်ငါ၌ရွှေငွေမရှိဘီလီယံနာတွေမဟုတ်ဘူးယေရှုနာမ၌ချမ်းသာပေးတယ်သူတို့မှဒီလိုကြွယ်ဝနေဒီလိုမျိုးတွေမဟုတ်ဘူးငွေချင်းတော့ကိုမလိုက်ဘူးသူတို့တွေကတကယ်တမန်တော်အစစ်မှန်တွေပရောဖက်အစစ်မှန်တွေပရောဖက်အစစ်မှန်တွေကားတဲ့မိမိစိတ်ဝိညာဉ်ကိုချုပ်တီးနိုင်တယ်နော်ပရောဖက်အစစ်မှန်တွေကတတ်မှတ်ခြင်းမရှိဘူးလောကအရာဒီမှာဆိုပရောဖက်အေလိရှေသူ့ကိုရွှေတုံးနေပေးတယ်လက်ဆောင်နေပေးတယ်လုံးဝလက်မခံဘူးပြန်ဗိုလ်ချုပ်နေမှန်လာပေးတယ်ပြန်သူ့ရဲ့ကျိုးနော်ဂေဟစီကတွားယူတဲ့အခါမှာစုံးမတဲ့စကားတော်တော်ကောင်းတာနော်စုံးမတာသူ့တပည့်ကိုသူ့ကျိုးငါတို့မှာတဲ့ဓာတ်တွေခံယူဖို့အချိန်ရှိသလားတဲ့ဒီငွေတုံးနော်ငွေတုံးနဲ့အဝတ်ထည်တွေဓာတ်တွေခံယူဖို့အချိန်ရှိသလားဒါတွေလုတ်ဖို့အချိန်ရှိတယ်ဒါကြောင့်မို့နေမယ်ရဲ့နူနာကမင်းရဲ့သားစင်မြေးဆက်ဆွဲစီဆိုပြီးတော့နော်သူတို့မှဓာတွေအတွက်ရွှေရင်ငွေအတွက်အချိန်ကိုမရှိတာဖယားသခင်ရဲ့လူအစ်စ်မှန်တွေကဓာတွေကိုတမန်ကျမ်းစာကျွန်တော်တို့တေချာပြောထားတယ်နော်ဓာတွေကိုစင်ကြင်ဖို့နော်ဖယားသခင်တမန်တော်တွေငါ၌ရွှေငွေမရှိရှိတဲ့အရာပေးတယ်ယေရှုခရစ်နာမ၌ထားပြီးလမ်းသွားပါနော်သူတို့ကဖယားနဲ့သွားလာတဲ့သူတွေနော်အဓိကကျွန်တော်အသက်တာမှာစုံလင်တော်သူဖြစ်ဖို့ဖျားခင်ကအလိုရှိတယ်။နောက်ရှောလမုန်မင်းကြီးကလေပြည့်စုံခြင်းလည်းရှိတယ်
ဒါပေမဲ့စုံလင်ခြင်းမရှိဘူးတဲ့ဒီမှာဆိုရင်ဖျားခင်မှာထားတယ်ထာဝရဖျားကဓမ္မရာဆိုရင်တတိယဆောင်ခန်းကြီး7အငယ်1ကနေ4မှာဆိုရင်ထာဝရဖျားကသင်တို့သည်တပါးအမျိုးသားတို့နှင့်စုံဖက်ခြင်းကိုမပြုရတေချာမှာထားပြီးသားဒါပေမဲ့ရှောလမုန်ကနော်ဘာဖြစ်သွားလဲဆိုတော့ရှောလမုန်သည်တပါးအမျိုးသားမိန်းမတို့ကိုတက်မှတ်သောစိတ်ရှိ၏တဲ့မင်းသမီးဖြစ်သောခင်ပွန်း900မောင်မမိတ်တန်300ရှိ၍သူတို့သည်စိတ်နှလုံးတော်ကိုလွဲစေကြ၏ဒါရှောလမုန်အသက်တာနော်သင်ခန်းစာယူဖို့ရှောလမုန်သည်အသက်ကြီးသောအခါမိန်းမများတို့သည်စိတ်နှလုံးတော်ကိုအခြားတစ်ပါးသောဖျားနောက်သို့လွဲစေသဖြင့်ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့မိမိဖျားသခင်ထာဝရဖျားရှိတော်၌စုံလင်ခြင်းမရှိတဲ့ဖျားသခင်ကဣသရေလဘုရင်တွေကိုအချက်3ခုမှာထားတယ်တရားဟောရာကျမ်းအခန်းကြီး7အငယ်14နဲ့19မှာအချက်3ချက်ဣသရေလဘုရင်တွေနံပါတ်1ကငင်းမများရဘူးငင်းနေအများကြီးမရှိရဘူးဘာလို့ခိုလုံးမှုမှဆိုလို့တိုက်ပွဲတွေတိုက်လို့နိုင်နေဆိုငါမြင်းနေအများကြီးရှိလို့စင်ရတောက်လို့နိုင်လို့ထင်ပါဆိုလို့မြင်းမများရဘူးနောက်တစ်ခုကရွှေငွေမများရဘူးရှင်ဘုရင်တွေမိခုံမိမှာဆိုလို့နော်မိခုံမှုရွှေငွေတွေပေါ့ဒီလောကစီးစိမ်တွေပေါ့မိခုံမိမှာဆိုလို့ဖခင်ရဲ့ဘုရင်ကရွှေငွေမများရဘူးကန့်တက်ထားတာတက်မှတ်မှုတွေလွဲမှာဆိုလို့ရှောလမုန်ကတနေ့ကိုရွှေပိတ်တာ666ပိတ်တာအများကြီးပဲတော့သူရတာဓမ္မရာဇဝင်တတိယဆောင်ငယ်ခန်းကြီး30ငယ်14နောက်မယားမများရဘူးဘာကြောင့်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာလမ်းလွဲတွေ့တာချင်းတွေမှားမှာဆိုလို့ဒီ3ခုမှာထားတယ်ရှောလမုန်ကဓာကြီးနဲ့ကိုမညီဘူးဒီဘာဖြစ်သွားလဲဆိုတော့ပြည့်စုံတယ်စုံလင်ခြင်းမရှိဘူးခါလေကျွန်တော်ဘဝတက်တာမှာပြည့်စုံခြင်းတွေနောက်ကိုလိုက်ပြီးတော့ဖျားရှိမှာစုံလင်ခြင်းမရှိဘူးဆိုရင်ဝမ်းနည်းစရာကောင်းတယ်နောက်တစ်ယောက်ကဘာတူလဲဆိုတော့အာတမင်းအသက်တာပြန်ကြည့်တာကိုယ်အသက်တာကိုပြန်ကြည့်ရသလိုပဲတခါလေအာတအကြောင်းဖတ်တော့200ကျုပ်14နှစ်ကနေ8မှာလာချင်းအာတမင်းကလေဒီမှာဆိုအာတမင်းဒီမိမိဖျားခင်ထာဝရဘုရားရှိတော်၌ကောင်းသောအမှုဖြောင့်မတ်သောအမှုတို့ကိုပြုလေ၏ရစ်ပလင်တွေကိုဖယ်ရှားတဲ့တပါးမျိုးသားရစ်ပလင်တွေကိုဖယ်ရှားတဲ့မြိတ်နဲ့အရက်တွေဖယ်ရှားတဲ့ရုပ်ထုစီးတူတွေဖြိုဖျက်ပြီးအာရှရပင်နတ်ကုန်းတွေကိုခုတ်လဲပစ်တယ်ဖျားရှိကိုလာတယ်အဲ့ဒီချိန်မှာဖျားကကောင်းကြီးပြီးတဲ့အတွက်သူ့တိုင်းပြည်မှာဒီမှာဆိုရင်ငါတို့၏ဖျားခင်ထာဝရဖျားကိုစ조사ရှာ၍ထိုဖျားသည်အရ၌ငြိမ်သက်သောခွင့်ကိုပြီးတော်မူသောကြောင့်ပထမဆုံးဖျားကိုရှေ့လာတဲ့ခါမှာဖျားရှိမှသူတော့စုံလင်တယ်ဖျားကကောင်းကြီးပြီးတယ်နောက်စင်အားတွေပါဒီမှာဆိုအာတမင်း၌ဂီလုံနှင့်လှံကိုကင်သောယူဒအမျိုးတရေ3သိန်းဒိုင်းလွားနှင့်4ကိုအန်သောဗီယမင်အမျိုးတရေ2,800,000ရှိ၍ထိုသူပေါင်းတို့သည်ခွန်အားကြီးသောစစ်တရေဖြစ်ကြ၏ပထမပိုင်းမှာလေသူဖျားကိုကြောင်းယူသေးတာဖျားကကောင်းကြီးပြီးတဲ့ခါမှာစုံလင်ခြင်းကနေဘာဖြစ်လဲပြည့်စုံလာတယ်ပြည့်စုံမှုတွေများလာတဲ့ခါမှာတခါလေကျွန်တော်ယုံကြည်သူအသက်တာဒုက္ခရောက်တဲ့ချိန်ဖျားကိုအမြဲမိခိုဖျားနဲ့ပဲသွားလာတာဒုက္ခထဲမှာဖြည်းဖြည်းအဆင်ပြေလာတယ်ကိုဝင်ငွေလေးတွေရလာပြီရွှေတွေငွေဘာလေးနာတွေပိုင်လာပြီလောကမှာဘာဖြစ်လာလဲဆိုတော့ဖျားနဲ့ဝေးလာတတ်တယ်စုံလင်ခြင်းတွေညော့နေလာတတ်တယ်ဒီမှာဆိုရင်200ကျုပ်14 17နဲ့17မှာသူကဖျားနဲ့မှန်တဲ့အခါမှာတဲ့ပြဿနာကြုံရပြီမဲ့ဖျားကသူ့ကိုကွေကာစောင့်ရှောက်တဲ့ကောင်းကြီးပေးတယ်နော်သူ့ဘက်ကနေစစ်တိုက်ပေးတယ်ဖျားကဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး16အငယ်1ကနေ4မှာအာတမင်းနန်းဆန်36နှစ်တွင်နန်းဆန်လားနန်းတက်တုံးကတော့ဟုတ်လားဖျားကိုရှာတော့တိုင်းပြည်ကငြိမ်ဖို့ပြီးတော့နန်းဆန်36နှစ်လည်းရောက်လာတော့ဘာဖြစ်လဲဆိုတော့ဒီမှာဆိုရင်ဣသရေလရှင်ပြန်ဘာရှာသည်တဲ့ယူဒာပြည်ကိုစစ်ချီ၍ယူဒာရှင်ပြန်အာတထံသို့အဘယ်သူမျှမထွက်ဝင်စေခြင်းကယာမမြို့ကိုတည်လေ၏နော်သူ့စစ်တိုက်ဖို့လာတဲ့အခါမှာသူဘာလုပ်လဲဆိုတော့ဖျားကိုအာမကိုတော့ဘူးသူ့မှာစီးစိမ်တွေရှိတယ်ငွေတွေရွှေတွေရှိတယ်စင်အားတွေရှိတယ်ဖျားကိုအာမကိုတော့
အာမကိုမဲဘာလို့လဲဆိုတော့ဗိမာန်တော်ဘန္နာနဲ့နန်းတော်ဘန္နာဒီဟုသောရွှေငွေရှိသမျှကိုအာတသည်ထုတ်၍ဓမ္မတက်မျိုး၌ရှိသောရှုရိရှင်ပြင်ဘေဟာဒတ်ထံသို့ပေးလိုက်၍သူများတိုင်းပြီးတော့ဗိမာန်တော်ရွှေငွေဘာလို့လဲတွားပြီးတော့စစ်ကူခေါ်ပြီးတော့စစ်တိုက်ခိုင်းတာဖခင်ကလုံးဝမကြိုက်ဘူးကျွန်တော်ဘဝအသက်တာမှာလည်းအစင်မပြေတဲ့ချိန်ကျတော့ဖခင်ကိုပြဿနာအသေးလေးရစားဖခင်ကိုမိခိုတာအားကိုတာနော်တရက်စာစားပါမိခိုတာပြေးဆုံးလာပတ်စံတွေလည်းရှိလာတဲ့ခါမှာအခက်ခဲကြုံလာတယ်ငွေနဲ့ရှင်းလိုက်တာဖခင်ကိုမေးဖို့တယ်ငါမှငွေရှင်းငွေနဲ့ဖြည့်ရှင်းလို့ရတယ်အရင်တော့အလိုမဟုတ်ဘူးနော်ပြဿနာသေးလေးကြုံနေမှာငွေမရှိပါမရှိတော့ဖခင်ကိုပဲမိခိုနော်ပြေးဆုံးလာတဲ့ခါကျတော့အရင်တော့ကြုံခဲ့တဲ့ပြဿနာငွေရှိငါဖြည့်ရှင်းလို့ရတယ်ဒီမှာလဲအာသာက30နန်းဆန်36နှစ်လဲရောက်တော့အချိုးတွေပြောင်းကုန်တာစုံလင်တော့သူပြည့်စုံတော့သူကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးရွှေငွေရှိတော့အဲ့ဒါနဲ့ပြဿနာတွေကိုဖြည့်ရှင်းတာတခြားသူအားကိုတဲ့ရှုရိရှင်ဘင်ကိုအားကိုပြီးတော့နော်စစ်ကူတွေခေါ်ပြီးတော့စစ်တိုက်ခိုင်းတာအဲ့ဒီချိန်မှာပရောဖက်ဟာနန်ကဆုံးမာတယ်သူ့ကို200ကျုပ်16ခုနှစ်ကနေ30မှာထိုအခါပရောဖက်ဟာနန်သည်ယူဒရှင်ဘင်အာသက်ထံသို့လာ၍မင်းကြီးသည်မိမိဖျားခင်ထာဝရဘုရားကိုမခိုလုံရှုရိရှင်ဘင်ကိုခိုလုံသောကြောင့်ရှုရိရှင်ဘင်ဘိုးချီတို့ဒီမင်းကြီးလက်မှလွတ်သွားကြပြီပရောဖက်လာဆုံးမတဲ့ခါမှာဒေါသထွက်ပြီးတော့နော်ဒီမှာဆိုရင်ဘုရားခင်တေချာရေးထားတယ်သူကျမ်းစာထဲမှာသို့တော်လည်းမင်းကြီးသည်ထာဝရဘုရားကိုခိုလုံသောကြောင့်ထိုလုံးရင်ကိုမင်းကြီးလက်သို့အနံ့တော်မူပြီးဘုရားကိုခိုလုံဘုရားခင်အနံ့တယ်ထာဝရဘုရားသည်စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ခိုင်ခန့်စွာနေခြင်းကမြေကြီးတစ်ပြင်လုံးကိုအနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏ဤမှု၌မင်းကြီးသည်မိုက်စွာပြုပြီးယခုမှစ၍စစ်မှုရှိလိမ့်မည်ဟုဆို၏ဘုရားခင်ကတဲ့စုံလင်သောစေတနာစိတ်ရှိတဲ့သူတွေဘက်မှာခိုင်ခန့်စွာနေတယ်လူတွေကတော့အပြင်ကိုပဲကြည့်ပြီးဆုံးဖြတ်နေမှာဘုရားကတော့နှလုံးသားတွေကြည့်ပြီးတော့စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ခိုင်ခန့်စွာနေခြင်းကမြေကြီးတစ်ပြင်လုံးကိုအနှံ့ဒီမှာရှိတဲ့လူတွေကိုလည်းဘုရားကကြည့်နေတာနှလုံးသားတွေကိုကြည့်နေတာနှုတ်ကပတ်တော်ခိုင်တယ်ဘလို့နှလုံးသားတွေလဲဘုရားเจ้าကိုလာတယ်လူတွေကတော့အပြင်မဲမြင်မှာဘုရားကဘလို့နှလုံးသားတွေနဲ့လာကြတာလဲစုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ဘုရားကခိုင်ခန့်စွာနေတယ်မြေကြီးတစ်ပြင်လုံးကိုအနှံ့အပြားကြည့်ရှုနေတယ်အဲ့ဒါနဲ့အာတကအဲ့ဒီပရောဖက်ကိုအမျက်ထွက်ပြီးတော့ထောင်ထဲမှာလှောင်ထားတယ်နောက်ဘာဖြစ်လဲထိုကာလ၌ပြည်သူသားအချို့တို့ကိုလည်းညှင်းဆဲ၏တဲ့စုံလင်သောသူကနေဖြစ်ဖြစ်ရော့ရဲလာတာပစ္စည်းဥစ္စာတွေရှိလာတဲ့အခါမှာအော်ငါတက်တာလည်းအဲ့လိုဖြစ်နေလားစင်ကျင်မိတယ်အော်အရင်တော့ပြဿနာတေးသေးမမွားလေးတွေအစားဖះကိုဖះနဲ့မီးပြီးတော့တိုင်မနာအခုအစင်လဲပြီးတော့ပတ်စံရှိလာဒီလောက်ပြဿနာငွေနဲ့ဖြည့်ရှင်းလာတယ်မလားဘလောက်လဲကေပင်းနဲ့လာတက်လောက်လေးများအဲ့လိုတွေဖြစ်လာတာနော်လူကဒါမို့ကျွန်တော်တို့ကဝိညာဉ်သဘောရှိခြင်းစုံလင်ခြင်းဆိုတဲ့ဒီစုံလင်တဲ့စေတနာစိတ်ဖျားခင်စုံလင်တဲ့ဒီစုံလင်ဖို့အရန်ကြီးခြင်းနောက်အာတဒီဟာလေးလဲကျွန်တော်အရန်နှစ်သက်မိတဲ့ကျမ်းပိုက်စင်ကြင်မိတဲ့ကျမ်းပိုက်နန်းဆန်39နှစ်တွင်ခြေတော်၌အနာယောဂါပြင်းစွာခံရတော်လဲသူ့ခြေတော်မှာအနာပြင်းစွာရောက်တယ်တေချာရေးထားတယ်နော်ထာဝရဘုရားကိုမစိကတ်စီးသမားတို့ကိုသာစိကတ်လေ၏အရင်တော့ဖျားတယ်ပတ်စံမရှိဘူးရေလေးကိုပဲဆူတောင်းဖျားတင်တက်တာဖို့မဆပါအကြီးကျယ်ဖျားနေတဲ့ပါရာစီတီမောလေးကိုပဲဆူတောင်းပြီးတော့တောက်ရတာစီကံပြိုင်ပတ်စံနေကုန်မယ်ပတ်စံလည်းရှိလားဖျားကိုအာမကိုတော့ဒဏ်ရာဖြစ်လားကန်ဆာဖြစ်နေလားဆေးရောအကောင်းစားဘာမိုကရက်ဘန်ကောက်မှာရှိတယ်ငါငွေရှိတယ်ငါကူးလို့ရတယ်ဖျားကိုမခိုးလုံးတော့ဘူးနော်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာစုံလင်တဲ့စေတနာစိတ်ဖျားတကယ်လိုချင်တာနော်ဖျားကိုအမိပြုတဲ့စိတ်နှလုံးနော်ဒီမှာခြေတော်မှာပြင်းစွာခံရတယ်ထာဝရဘုရားကိုမစိကတ်ဘူးစေသမားတို့ကိုစီယာကိုနေလက်ထဲကိုစိကတ်တာတေချာတမချမ်းစာမှတ်တမ်းတင်ထားတယ်ကျွန်တော်အသက်တာလေဒီအချက်ကိုစင်ကြင်ဖို့အရေးကြီးတယ်ဒီမှာဆိုရင်စုံလင်သောစေတနာစိတ်နော်နှုတ်ကပတ်တော်ခံယူတဲ့ခါမှာဒီနှလုံးသားကတိတ်အရေးကြီးတာစုံလင်သောစေတနာစိတ်တမန်တော်7:7မှာအလွန်ကြည်ညိုသောစေတနာစိတ်ဘုရားကနှလုံးသားကိုကြည်နေတာဒီမှာဆိုရင်ဘေရိမြို့သားတို့သည်တက်တာလုံးနှင့်မြို့သားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြည်ညိုသောစေတနာစိတ်နှင့်
နှုတ်ကပတ်တရားတော်ကိုခံယူ၍ဒီနှုတ်ကပတ်တော်တမန်ကျမ်းစာကိုခံယူတဲ့အခါမှာလဲကျွန်တော်ရဲ့နှလုံးသားကစုံလင်တဲ့စေတနာစိတ်အလွန်ကြည်ညိုတဲ့စေတနာစိတ်နဲ့အလွန်ကြည်ညိုသောစေတနာစိတ်ဆိုတာမကောင်းတတ်တဲ့စိတ်မဟုတ်ဘူးနော်။အော်ဆရာတရားဟောတာမကောင်းပါဘူးလေငါဝင်နားထောင်လိုက်ပါဦးမယ်။အော်အိမ်မှာဆရာလာတယ်ဆရာတရားဟောတယ်မကောင်းပါဘူးလေငါဝင်အဲ့ဒီမကောင်းတဲ့စိတ်မဟုတ်ဘူး။နှုတ်ကပတ်တော်ဆိုတာဖခင်ရဲ့တရားတော်ဆိုတာဖခင်စကားဒါကိုအလွန်ကြည်ညိုတဲ့စေတနာစိတ်နဲ့တမန်ကျမ်းစာဖတ်တဲ့အခါမှာလဲပြီးလို့ရှိရမဟုတ်ဘူးနော်ဒီစိတ်နှလုံးကိုပါအလွန်ကြည်ညိုတာစေတနာစိတ်နဲ့နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကောင်းလားမကောင်းလားမဟုတ်ဘူးနော်မှန်သည်မမှန်သည်ကိုသိခြင်းကကျမ်းစာကိုနေတိုင်းအစဉ်နေတိုင်းဆိုတာသစ္စာတရားနဲ့နှုတ်ကပတ်တော်ခံယူတာနေတိုင်းအစဉ်စစ်ကြည့်ရှုကြ၏စစ်ကြည့်ရှုရဲဆိုတာစင်ကြယ်နှလုံးသွင်းတာနေတိုင်းသစ္စာရှိစွာနဲ့မှန်လားမမှန်လားနှုတ်ကပတ်တော်ကိုဒီအတွင်းနှလုံးသားကဘာကြောင့်ဒီကျမ်းစာရှိသမျှကကျွန်တော်တို့ကိုစုံလင်တော်သူကိုဖြစ်စေမှာဒီကျမ်းစာမဖတ်ဘဲနဲ့ထိုကျမ်းစာရှိသမျှသည်ထိုတရားဟောချက်ရှိသမျှသည်မဟုတ်ဘူးနော်ထိုဝိညာဉ်ရေးရာစာဆောင်ရှိသမျှသည်မဟုတ်ဘူးထိုကျမ်းစာရှိသမျှဆိုကြရ66ကျမ်းလုံးဒါတွေကကျွန်တော်တို့တက်တယ်ဒီကျွန်တော်တို့ကဒီ66ကျမ်းလုံးကအရေးကြီးလို့ဘုရားသခင်ထည့်ထားပေးတာနော်ရှင်ယောဟန်ခရစ်တုတ်တန်ကျမ်းဆာလံကျမ်းပဲအရေးကြီးတယ်ဆိုရင်၃ခုပဲထည့်ထားမှာကျွန်တော်ကဒီတုတ်တန်ကျမ်းဆာလံကျမ်းရှင်ယောဟန်ခရစ်ကျမ်းလောက်လေးနဲ့ဒီလောက်ပဲသွားဖို့မဟုတ်66ကျမ်းပေးထားတာဘုရားသခင်ကစုံလင်ခံယူဖို့အရန်အရေးကြီးပါတယ်နောက်ဘုရားသခင်ကလည်းလေကျွန်တော်တို့ကိုပေးတဲ့ခါမှာစေတနာစိတ်နဲ့ကိုပေးတာဒီမှာဆိုရင်တင်တို့တွင်တစုံတစ်ယောက်သောသူသည်ပညာကိုလိုလင်ပညာလိုတဲ့ခါမှာကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနာတော်မူသောဘုရားသခင်ကိုတောင်းလင်ရလိမ့်မည်ပညာလိုနေတယ်နော်ဘဝတတမှာဆုံးဖြတ်ရမယ့်အရာတွေဉာဏ်ပညာတွေနော်ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတက်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်နဲ့ထိုသူပြည့်စုံမှာဒီဝိညာဉ်တော်ဒီဟာတွေကိုတောင်းတယ်ဆိုရင်ဘုရားသခင်စေတနာစိတ်နဲ့ကိုပေးမှာသင်တို့ဒီအလိုတော်နဲ့ညီစုတောင်းတယ်ဆိုရင်စုတောင်းတဲ့အတိုင်းငါပြုမယ်ဒါဘုရားဂရုတော်နော်ဒါကြောင့်မို့ဘုရားအလိုတော်ကိုကင်ဆွဲပြီးတော့ဘုရားသခင်ဖြစ်စေခြင်းတဲ့အတိုင်းဘုရားသခင်စုံလင်တဲ့စိတ်နှလုံးဖြစ်စေပါဘုရားသခင်ရှေ့မှာစုံလင်တော်သူဖြစ်စေပါနောက်တစ်ခုကဘုရားသခင်ကျွန်တော်တို့ကိုစေတနာတော်အားဖြင့်ပြုပြင်ပေးမယ်တဲ့နော်အကြောင်းမူကားသင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းသင်တို့ထဲ၌စေတနာတော်အားဖြင့်ဒီစုံလင်တဲ့ဆေဘုရားသခင်ရှေ့မှာစုံလင်တော်သူဖြစ်စေဖို့ပြုလုပ်ပေးမဲ့သူကလည်းတန်ရှင်သောဝိညာဉ်တော်တန်ရှင်သောဝိညာဉ်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့တက်တာစုံလင်တော်သူဖြစ်စေမှာနော်ဒါမှမဟုတ်ပြုလေတဲ့မှာစိတ်နှလုံးတွေကဒီမှာဆိုရင်ပြုလေတဲ့မှာစေတနာစိတ်လူကြီးအမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ပြိုင်အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသမျှတို့၌စေတနာစိတ်နှလုံးသားတွေကမှန်ကန်ဖို့ဘုရားသခင်ကအလိုရှိတယ်။နောက်ပေးလူချင်းမှလည်းစေတနာစိတ်နဲ့လှူဖို့လူတိုင်းကိုအလိုလျောက်လှူရ၏နှမျောသောစိတ်နှင့်မလှူရမလှူပဲမနေရဟုစိတ်ထင်နဲ့မလှူရဒါအရင်အရေးကြီးရနော်မလှူပဲမနေရဘူးဆိုစိတ်ထင်နဲ့ငါလှူမဖြစ်လို့အဲ့လိုနော်မလှူရမစိတ်ထင်နဲ့မလှူရဘူးတဲ့အကြောင်းမူကားစေတနာစိတ်နဲ့လှူတော်သူကိုသာဘုရားသခင်နှစ်သက်တော်မူ၏တခါလေကျွန်တော်တို့ဆယ်ဖို့တစ်ဖို့ပြောကြတာတော့တော်တော်များများဆယ်ဖို့တစ်ဖို့သာအတိအကျပေးမယ်ဆိုဘယ်သူမှမပေးနိုင်ဘူးဆယ်ဖို့တစ်ဖို့ကငွေကြီးလောက်ပဲမဟုတ်ဘူးအချိန်နာရီတွေပါတယ်အဝတ်စားဆယ်တယ်ရှိရင်တစ်ထည်ဆန်ဆယ်ရှင်တအိတ်စီဆယ်ဘူးရှင်တဘူးနော်ဒီလိုအကတိချနော်နနပေးဆယ်ပေးဆိုင်တပင်းအတိအကျပေးမယ်ဆိုဘယ်သူမှမလုပ်နိုင်ဘူးပြည့်ညတ်တရားကြီးဒါပေမဲ့အဓိကကပါလေစေတနာစိတ်နဲ့နော်အကုန်လုံးဘုရားသခင်ပေးထားတွေကဘုရားသခင်ကိုကျေးဇူးချီးမွမ်းခြင်းအပြင်ဒီမလူပဲမနေရအောင်စိတ်ထင်နဲ့မလူပဲနဲ့စေတနာစိတ်နဲ့လှူဖို့နော်ဒီနေ့ဒီမှာကျွန်တော် Sunday School lesson ပြင်တော့မုတ်ဆိုးမရဲ့ဒင်္ဂါလေးနှစ်ပြားအကြောင်းကျွန်တော်ဆင်ခြင်နေနဲ့အဲ့ဒီသင်ခန်းစာလေးကလေးတွေသင်ပေးဖို့မုတ်ဆိုးမကလေနော်တဘေးလောက်တန်းနဲ့ဒင်္ဂါလေးနှစ်ပြားအကုန်လုံးကအကြီးအကျယ်လှူကြတာချွမ်းဆိုမုတ်ဆိုးမလေးကြတော့သူဗိမာန်တော်တွေထွက်တာအကျွေးစီလေးနှစ်စီခလွမ်းဘာတမ်းမှတော့ထွက်မှာမဟုတ်ဒါပေမဲ့လေကောင်းကင်ဘုံတစ်ခုလုံးတုံခါသွားလောက်အောင်သူ့ရဲ့အလှူကအကြီးမားဆုံးပဲသူကအသက်မွေးလောက်တဲ့ရှိသမျှကိုသူကပေးလူတယ်အမှဘာတွေ့ရလဲဆိုတော့သူ့ရဲ့ယုံကြည်ခြင်းကိုတွေ့ရတယ်ဘ
ဖျားပုံအဲ့ဒီနောက်ပိုင်းမုတ်ဆိုးမဒင်္ဂါနှစ်ပြားလှူပြီးတော့ဘီလီယံနာဖြစ်သွားတယ်လို့ကျန်းစာမရေးထားဘူးနော်ခါလီကျွန်တော်တို့ကလေနှစ်ပဲလောက်လေးလှူပြီးတော့ပတ်စံနေအများကြီးဖျားတင်တောင်းတာဖျားတင်ဒါရှိသမျှအကုန်ပေးပြီးနော်ကိုတော့ဒါကြီးကိုပေးပါအဲ့လိုမျိုးမဟုတ်ဘူးမုတ်ဆိုးမဒီနှစ်ပဲလောက်လေးလှူပြီးတော့ဘီလီယံနာမဖြစ်သွားအောင်ကျန်းစာဘာမှမဆက်မရေးထားဘူးဒါပေမဲ့မုတ်ဆိုးမရဲ့ယုံကြည်ခြင်းကိုတွေ့ရတယ်ဖျားရှိမှာပါလေရှိတဲ့ဟာလေးကိုအသက်မွေးတာရှိသမျှကိုအကုန်လှူတယ်အကြီးမြတ်ဆုံးသောအလှူဒီမုတ်ဆိုးမအလှူဟာလူတွေကတော့ပမာဏကိုကြည်တာအပြင်အရာကိုကြည်တာဘုရားကနှလုံးသားကိုကြည်တာနော်ဒီမှာလဲကျွန်တော်တို့ကဘာလဲပေးလူချင်းမှာလဲစုံလင်တဲ့စေနာစိတ်ရှိဖို့အရေးကြီးတယ်နော်နောက်တစ်ခုကစုံလင်သောသူတွေကဘာကိုစွဲလန်းလဲဆိုတော့ဖိလိပ္ပိ3အငယ်14ကနေ15မှာအရေးကြီးတယ်နော်ပြည့်စုံသောသူကျွန်တော်တို့ကလောကမှာပြည့်စုံဖို့2026မှာပြည့်စုံဖို့တွေပဲပန်းနိုင်နေချနေတာအတွင်းသဘောထားဝิญဉ်ရေးရာတွေစုံလင်လာဖို့အာယုံဆိုင်ဖို့မေ့နေမှာဆိုလို့ဒီအရာလေးဘာပြောထားလဲဆိုတော့ဖိလိပ္ပိ3:14ကနေ15မှာယေရှုခရစ်အားဖြင့်ဖျားသခင်သည်အထက်အရမှခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းကပန်းတုံးတိုင်သို့ငါလိုက်ပြေး၏ယေရှုခရစ်အားဖြင့်ဖျားသခင်သည်အထက်အရမှခေါ်တော်မူခြင်းအထက်အရကနေကျွန်တော်တို့ကိုခွဲကန့်ခေါ်ထားတာနော်ဒီခါတော့အမေရိကန်တမန်တော်ကနေပြီးတော့ဆရာကြီးဘီလီဂရဟမ်ကိုသူရဲ့တမန်တော်ယုံမှာအကြံပေးအရာရှိအဲ့လိုမျိုးတကယ်နေရနော်အဲ့လိုလာလောက်ပါလားဆိုတော့ကမ်းလန်းတယ်ဆရာကြီးဘီလီဂရဟမ်ဘာပြောလိုက်လဲဆိုတော့ဟာတဲ့အဲ့ဒီအလုတ်ကအရန်တိတ်ငယ်လို့ကျွန်တော်မလုပ်ချင်ဘူးတဲ့အခုဖျားခင်ခွဲခံထားတဲ့အေးမုန်ဂလီတရားဟောပြောခြင်းထက်ကောင်းတဲ့ဖျားခင်တန်တမန်ထက်ကြံတဲ့အရာတွေကအရေးမကြီးဘူးတဲ့ဘာလို့လဲအဲ့ဒီလောကအလုပ်တွေတိတ်ငယ်လွန်းလို့တဲ့အဲ့ဒါကျွန်တော်ရက်ခွာရတာဆရာကြီးဘီလီဂရဟမ်သူ့ကို job offering လုပ်တာနော်ပတ်စံအများကြီးပေးပြီးတော့လစာဘလောက်ဒါ तू ဘာဖြေလိုက်လဲဆိုတော့အဲ့ဒီအလုပ်ကတိတ်ငယ်လွန်းလို့တဲ့ तू မလုပ်ချင်ဘူးတဲ့ဘာလို့ဆိုဖျားခင်သူ့ကိုခွဲခံထားတဲ့အလုပ်ရှိတဲ့အတွက်ဒီမှာဆိုအထက်ရက်မှခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုရခြင်းကပန်းတုံးတိုင်တို့ငါလိုက်ပြီကျွန်တော်ရဲ့ပန်းတုံးတိုင်ငါလိုက်ပြီနောက်ဘာဆက်ရေးထားလဲဆိုတော့ထို့ကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤသို့သောသဘောကိုဆွဲလန်းရကြမည်စုံလင်သောသူတွေဆွဲလန်းမဲ့အရာကအထက်အရက်မှာခေါ်တော်မူခြင်းနဲ့ဆိုင်တဲ့စုဒီပန်းတုံးတိုင်ကိုဆွဲလန်းပြီးတော့အသက်ရှင်တဲ့သူကစုံလင်သောသူနော်တင်တို့ဒီတစုံတစ်ခုသောအရာ၌သဘောချနာလျင်ထိုအရာကိုပင်ဖျားခင်ဖော်ပြတော်မူလိမ့်မည်ဒါကြောင့်စုံလင်သောသူဆွဲလန်းအမေရာကအထက်အရက်မှာကိုယ့်ကိုခွဲခံထားတယ်ဖျားခင်ဒီလောကမှာကိုယ်ဘာအတွက်ထားတာလဲဘာလုပ်ပဲလုပ်လို့ကျွန်တော်တို့ပန်းတိုင်ကအထက်ရက်ကိုပန်းတိုင်ကဖျားဘုံထေရှားဖို့ပျောက်ဆုံးတဲ့ဝိညာဉ်တွေဘာကြောင့်ဆိုတော့ကျွန်တော်တို့ကနေရာတကဝင်လို့မရဘူးဥပမာဒီထဲမှာဒီထဲမှာအလောက်ကမျိုးစုံရှိကြမယ်နော်တချို့ဆိုရုပ်ရှင်မင်းသားအစိုးကြော်တွေရှိမယ်ရုပ်ရှင်မင်းသားမင်းသမီးတွေမှာပါလာတဲ့ဆိုသူတို့ဂျားတွေကျွန်တော်တို့ဝင်လို့မရဘူးသူတို့ဂျားတဲ့ဘယ်သူပဲဝင်ရုပ်ရှင်မင်းသားမင်းသမီးချင်းချင်းပဲဝင်လို့ရမယ်ဒီမှာအလောက်ကင်တဲ့အလောက်ကင်ဂျားတွေကျွန်တော်တို့ဝင်လို့မရဘူးကျွန်တော်တို့ကအသင်းတော်နဲ့အပြင်လောက်ပဲကျွန်တော်တို့ကအိမ်ဝတ်ကလေးဟောလို့ရတာကိုယ်လုပ်ငန်းခွင်တွေကိုပြန်ဟောပြောဖို့ကဒီမှာရှိညီကောင်တို့ပဲဝင်လို့ရမှာအိမ်ဝတ်ကလေးကဟောကြားဖို့ကဒါကြောင့်ဘာအလုပ်ပဲလုပ်လို့ကျွန်တော်တို့အတွက်ပန်းတိုင်ကအထက်ရက်မှာဘုရားသခင်ငါ့ကိုဘာအတွက်ခေါ်ထားရလဲဘုရားသခင်ခေါ်ထားတဲ့အရာမှာဘုရားသခင်ဘုံထင်ရှားဖို့လူတွေကိုရှိတဲ့နေရာမှာစောစောကဘိုလ်ချုပ်နေမှန်လို့ကျွန်မာလေးနေရာမှာရောက်နေလေကျွန်တော်ကဘိုလ်ချုပ်ကျိုးအဲ့သွားပြီးတော့အဲ့မှာရှိတဲ့ကျွန်တွေသွားပြီးတော့နော်အေးဘူးတရားဟောလို့မရဘူးအဲ့ဒီမှာအလုပ်လုပ်နေသူတွေကပဲပုံသက်တရားဖြင့်ခရစ်တော်ကြောင်းကိုဝင်ပြီးတော့ဟောကြားလို့ရမှာဒါကြောင့်မလို့ဘုရားသခင်ခေါ်ထားတဲ့ပန်းတုံးတိုင်ကိုလိုက်ပြီးပြေးဖို့ဒါကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤသို့သောသဘောကိုဆွဲလန်းရမည်ဒါကြောင့်ဒီ2026ခုနှစ်ရက်90ကုန်သွားပြီကြံတဲ့အသက်တာကျွန်တော်ပန်းတိုင်နော်ဒီပန်းတိုင်ပြေးနေတဲ့အခါမှာဒီအထက်ရမှာခေါ်တဲ့ပန်းတုံးတိုင်ကိုဆွဲလန်းပြီးအသက်ရှင်ဖို့အရေးကြီးပါတယ်ဒါကြောင့်2026ခုနှစ်ကကျွန်တော်တို့အတွက်စုံလင်သောသူဖြစ်စေဖို့အရန်ကြီးဒါကြောင့်ကျွန်တော်ကျမ်းပိုက်လေးဖတ်ပေးပါမယ်ရှင်မာသက်ခရစ်ယာန်ခန်းကြီး9အငယ်48ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်စုံလင်တော်မူသည့်နည်းတူသင်တို့သည်လည်းစုံလင်ခြင်းရှိကြလော့အရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေအာမင်ကျေးဇူးတင်တယ်ကျွန်တော်တို့
စုံလင်ခြင်းရှိဖို့ပေါ့နော်ဘုရားသခင်စုံလင်နေတူကျွန်တော်အသက်တာထဲမှာစုံလင်ခြင်းရှိဖို့ရအတွက်နှုတ်ကပတ်တော်အပြင်ဝေငှခွန်အားပေးတဲ့တက္ကသိုလ်ဆရာတောင်းမမြတ်တင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ခိုင်တဲ့ခါမှာလဲနော်ကိုလိုချင်တဲ့အပိုင်းပဲမဟုတ်ပဲနဲ့ဆုံလင်းခံယူဖို့ဖြစ်ပါတယ်နော်ကျွန်တော်တို့အများစုဟာနော်ပြည့်စုံခြင်းကိုစိတ်ဝင်စားပါတယ်နော်ကျွန်တော်တို့ပစ္စည်းဥစ္စာပြည့်စုံမှုကိုယ့်ရဲ့ဘဝအတ္တပြည့်စုံကျွယ်ဝနော်အသက်ရှင်မှုနော်ကျွန်တော်တို့ကပို့ပြီးတော့အာရုံရောက်ပါတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ရဲ့အတွင်းလူကိုစုံလင်စေခြင်းတာဖြစ်တယ်အဲ့ဒီစုံလင်ခြင်းကတော့သခင်ခရစ်တော်နဲ့တနေ့တခြားတူလာခြင်းပဲဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဘဝအတ္တကိုဘုရားသခင်ကသူစုံလင်သည့်နည်းတူကျွန်တော်တို့ကိုလည်းစုံလင်စေခြင်းနဲ့ဘုရားရှင်ဖြစ်ပါတယ်လို့နော်ဘုရားခရစ်တော်နဲ့တူနေ့စဉ်ကျွန်တော်ရဲ့အတွေးတွေတူလာမယ်ခရစ်တော်နဲ့အတူကျွန်တော်စဉ်းစားတာတွေတူလာမယ်ခရစ်တော်စဉ်းစားသလိုခရစ်တော်ပြောသလိုခရစ်တော်အသက်ရှင်သလိုကျွန်တော်တို့ဘဝအတ္တရဲ့ဦးစားပေးတွေခရစ်တော်နဲ့တူလာရင်ဦးစားပေးတွေပြောင်းလဲလာမယ်ကျွန်တော်ဘဝအတ္တထဲမှာခရစ်တော်နဲ့တူလာရင်ကျွန်တော်တို့ရဲ့တန်မိုးထားမှုတွေပြောင်းလဲလာမယ်ခရစ်တော်နဲ့တူလာတဲ့ခါမှာကျွန်တော်တို့အတ္တရဲ့ရည်မှန်းချက်ဥတီချက်တွေပြောင်းလဲသွားမှာဖြစ်ပါတယ်ခရစ်တော်နဲ့မတူရင်တော့ကျွန်တော်တို့တတထဲမှာကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ဇာတိသဘောအတိုင်းပဲကျွန်တော်တို့အသက်ရှင်မိမှာဖြစ်ပါတယ်လို့เนาะအဲကြောင့်မို့သခင်ဘုရားစုံလင်တဲ့ဤသူကျွန်တော်တို့စုံလင်သောအသက်တာရှိဖို့ရန်အတွက်နေ့ရက်စဉ်တိုင်းမှာဘုရားသခင်နဲ့တွာလာဖို့ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ပြုပြင်ခြင်းကိုခံယူဖို့ဖြစ်ပါတယ်လို့เนาะအဲကြောင့်မို့ယောဘရဲ့အသက်တာเนาะနာဆရာတော်ပြောသွားတယ်သူ့ရဲ့တငယ်ချင်း၃ယောက်ကမင်းဖះနဲ့မှားလို့ဒီလိုဒုက္ခတွေကြုံတာဆိုပြီးတော့ပြောပါတယ်အဲ့ဒီတကယ်ချင်း၃ယောက်ကဘာကိုကြည့်လိုက်တာလဲဆိုရင်တော့ယောဘရဲ့ဒုက္ခရောက်တဲ့အခြေအနေကိုကြည့်လိုက်တာဖြစ်ပါတယ်ဖះနဲ့မှန်ရင်တော့မင်းဘာလို့ဒီလိုဒုက္ခရောက်မှာလဲဖះနဲ့မှန်ရင်တော့မင်းသားသမီးတွေဘာလို့သေမှာလဲဖះနဲ့မှန်ရင်တော့မင်းခန္ဓာကိုယ်ဘာလို့ယောဂဖြစ်မှာလဲအခြေအနေကိုကြည့်ပြီးတော့သုံးသပ်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဖះသခင်ကတော့ယောဘရဲ့ဘာကိုကြည့်လဲဆိုရင်တော့စိတ်နှလုံးထဲမှာအတွင်းမှာစုံနေနေတဲ့နှလုံးသားကိုပဲဖះကကြည့်ပါတယ်ယောဘကပစ္စည်းဥစ္စာတွေရှိတဲ့ချိန်မှာလည်းဖះကိုကိုးကွယ်တယ်ဆုံးရှုံးသွားတဲ့ချိန်မှာလည်းဖះကိုကိုးကွယ်တယ်เนาะဒါကြောင့်မို့ကျွန်တော်တို့ဘဝအတ္တထဲမှာဖះသခင်နဲ့တစ္ဆာရှိစွာနဲ့เนาะအခြေအနေတွေဘယ်လိုပဲပြောင်းကျွန်တော်တို့ရဲ့စိတ်သဘောထားတွေမပြောင်းသွားဘူးဖះပေါ်မှာတစ္ဆာရှိတယ်เนาะအဲ့ဒီလိုမျိုးစုံလင်သောသူကိုဖះကအလိုရှိတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နှလုံးသားအတ္တထဲမှာဖះနဲ့သွာလာစုံလင်ခြင်းရှိဖို့ဖြစ်ပါတယ်တချို့ကပတ်စံရှိတော့စီးစိမ်ဥစ္စာတွေပြည့်စုံရင်တော့စုံနေမယ်လို့ထင်တတ်ပါတယ်ရှောလမုန်တတကြည့်ပါအားလုံးပြည့်စုံပါတယ်ဒါပေမဲ့အဲ့ဒီပြည့်စုံခြင်းရပဲသူရဲ့ဘဝအတ္တကိုစိတ်နှလုံးမစုံနေတော့အောင်လှုပ်ဆောင်သွားတယ်ဆိုတာတွေ့ရနော်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာကျွန်တော်ရဲ့နှလုံးသားတွေစုံလင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အတွေးကျွန်တော်တို့ရဲ့အတ္တကိုဖျားနေပဲဖြည့်ထားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကိုစုံလင်ခြင်းကိုပို့ဆောင်နိုင်တာကတော့သခင်ယေရှုခရစ်တော်ဖခင်ပဲဖြစ်ပါတယ်။ Okay ကျေးဇူးတင်ပါတယ်။ဖခင်သခင်နှုတ်ကပတ်တရားတော်ဟာစုံနေတယ်။ဖခင်နှုတ်ကပတ်တော်ကိုပြည့်ပြည့်စုံစုံလင်းလင်းခံယူပြီးတော့ကျွန်တော်ဘုရားအတ္တထဲမှာစုံလင်သောအတ္တဖြစ်ခရစ်တော်ဖခင်သခင်စုံလင်သည့်နည်းတူအသက်ရှင်မှုရန်အတွက်တက်လန်းကြဖို့ထပ်ဆောင်ခွန်အားပေးပါတယ်။အခုချိန်မှာကျွန်တော်အတူတူကဆုတောင်းဖို့ဖြစ်ပါတယ်။ဆုတောင်းစရာများဖော်ပြဖို့ရှိရင်ကျွန်တော်တို့ chat box မှာဖော်ပြလို့ရပါတယ်လို့เนาะဆုတောင်းချက်များကိုတော့တိတ်ခါတော့ဆရာရဲဝင်ထူကနေပြီးတော့ဆုတောင်းပေးမှာဖြစ်ပါတယ်လို့เนาะကျွန်တော်မြန်မာပြည်ကြီးအတွက်ဒုက္ခရောက်သောသူများအတွက်เนาะကျွန်တော်ကျမ်းမာခြင်းလိုအပ်တဲ့သူတွေစားစရာလိုအပ်တဲ့သူတွေကျွန်တော်တို့မှာရှိတဲ့မိသားစုဝင်တွေအားလုံးအတွက်ဆရာရဲဝင်ထူကနေပြီးတော့ခြုံငုံပြီးတော့ဆုတောင်းပေးမှာဖြစ်ပါတယ်ဆရာဆိုင်းရှိသေးလားဆရာဆိုင်မှာရှိပါတယ်။အော်ဆရာဆိုင်ဆရာရဲဝတ္ထုဆုတောင်းပေးဆရာဆိုင်ကောင်းကြီးပေးပါလို့နော်။ဟုတ်ပြီ။ Okay
လားဆရာဆူတောင်းမလားမကြားလိုက်ဘူးဆရာပြောတာ sorry ဆရာရဲဘုလို့ဆူတောင်းလို့ရပြီလို့ဆရာဆူတောင်းပေးရင်ဆရာဆိုင်ကောင်းကြီးပေးမယ်လို့ โอเคဆရာ thank you အတူတူကကျွန်တော်ဆူတောင်းကြမှာနော်ကောင်းမြတ်ဆုံးသုံးတော်အဖာကိုရိုနာမှာတော့ကိုချီးမွမ်းပါ၏ကိုရိုနာမှာတော့ကိုချီးမြှောက်ပါ၏နေ့ရက်စဉ်တိုင်းကောင်းမြတ်တော်မူဂိမ်းနာတော်စင်မြဲတည်တော်ဖရာဖြစ်ကြောင်းလဲဒီနေ့ဝန်ခံချီးမွမ်းနေရလို့ကိုရိုရှင်ကြီးလို့ချီးမွမ်းပါ၏ဒီနေ့ဇွန်အားဖြစ်လေကိုရိုတဖန်ပြန်လဲမိတ်တရားဖွဲ့လေကိုရိုကိုချီးမွမ်းကိုးကွယ်ရတော့အခွင့်အတွက်လဲကိုရိုရှင်ကြီးလို့ချီးမွမ်းပါတယ်ရှုစွာသားရဲ့အပြစ်ကိုခွင့်လွှတ်ပါဒီမှာရှိတော့သူအယောင်ဆိုင်အပြစ်အားနည်းချက်ကိုခွင့်လွှတ်လျက်ကိုရောဒီနေ့ဆုတောင်းတဲ့တစ်ခုချင်းစတိုင်းကိုရောအလိုတော်နဲ့နမ်းကြောင်းပေးပါကိုရောဒီနေ့ယနေ့ကိုယူကြတော့သူအယောင်စီတိုင်းရဲ့လိုအပ်ချက်တွေလွယ်မှုတွေဒီနေ့ကိုရောထမတတော်ဘောမှာတောင်းချင်တဲ့ဆုတောင်းပတနာများစွာရှိမှဖြစ်တယ်ဒီနေ့ဆုတောင်းပတနာပြုချင်တဲ့စိတ်ဆန္ဒမှာရှိသောအရာအားလုံးကိုရောအလိုတော်နဲ့အညီကိုရောဒီနေ့ဖြည့်ဆွတ်ပြပေးသနာတော်ကြောင်းလဲဒီနေ့အတနာခံဆုတောင်းပါတယ်ကိုရောဆလမစားပါအယောင်စီတိုင်းရဲ့လူအင်ဆန္ဒစိတ်ဆန္ဒထဲမှာဆုတောင်းခြင်းတဲ့အရာတွေများစွာရှိမှဖြစ်တယ်ကိုရောမဆာပေးပါဒီနေ့နိုင်ငံတာရုံမှာပြီးနိုင်ငံအတွက်လည်းအထူးသတိရဆုတောင်းပါတယ်နေခရင်သောကာလဖြစ်တယ်ဆိုယူသောကာလဖြစ်တယ်ဒေတာသမီးနဲ့မိဘတွေကွဲကွာနေရတဲ့ကာလဖြစ်တယ်ဒီနေ့တာသမီးအားဖြင့်စိတ်ပူပန်နေရတဲ့မိဘတွေလည်းများစွာရှိမှဖြစ်တယ်ဒီနေ့ထိုမိဘတွေပုံမှာလည်းကိုရောနှစ်သိမ့်ချင်းပေးပါငြိမ်သက်ချင်းပေးပါဒီနေ့ကိုရောတာ၍ဒီနေ့ကိုရောလက်ထဲပဲအနံ့ရဲ့အကောင်းဆုံးအမှုရာကောင်းတစ်ခုချင်းစီတိုင်းမှာချီးမွမ်းရသောအခွင့်ကိုရောဒီနေ့ကိုရောကိုအနံ့သောအသက်တာတွေအသီးသီးဖြစ်စေပါမယ်အကြောင်းကိုရောမဆာပါသားသမီးတွေလည်းရှိနေတယ်မှာကိုရောကောင်းကြီးပေးပါနိုင်ငံခြားမှာရောက်ရှိနေသောသားသမီးတွေလည်းရှိမှဖြစ်တယ်ပြည်တွင်းမှာလည်းကိုရောဒီနေ့မိဘတွေနဲ့ကွဲကွာနေသောသားသမီးတွေရှိမှဖြစ်တယ်ဒီနေ့နိုင်ငံခြားမှာရှိသောသူအယောက်စတိုင်းပေါ်မှာလည်းကိုရောကောင်းကြီးပေးလျက်ကွဲကာပေးပါဒီနေ့အလုတ်သွားအလုတ်ပြန်ကိုရောမဆာခြင်းလုပ်ပါတယ်ကိုရောကွဲကာခြင်းလုပ်ပါတယ်ကိုရောအကောင်းဆုံးသားသမီးတွေရှိနေတဲ့မှာကိုရောကွဲကာပေးပါသူတို့အလုတ်ထဲမှာလည်းကိုရောအစဉ်ပြေစွာနဲ့အကောင်းစွာဒီနေ့အလုတ်လုတ်ဆောင်နိုင်ဖို့လည်းကိုရောမဆာပါဒီနေ့မတရားခိုင်းစေခြင်းတွေမရှိဘဲနဲ့ကိုရောတကယ်ပဲတနာကျင်နာတတ်သောဒီနေ့စာနာတတ်သောအလုတ်ရှင်နဲ့တွေ့အပါမိကြောင်းလည်းဒီနေ့ကိုရောအတနာခံပါတယ်တချို့လည်းနိုင်ငံခြားမှာကိုရောအလုတ်မရှိပါဘူးဒီနေ့အကောင်းဆုံးအလုပ်ကိုကိုရောပြင်ဆင်ပေးပါမယ်ကြောင်းဆုတောင်းပါတယ်ဒီနေ့သားသမီးတွေရှိနေတဲ့ကိုရောနိုင်ငံခြားမှာရှိနေတဲ့သားသမီးအတွက်လည်းဒီနေ့အထူးသတိရဆုတောင်းပေးပါတယ်သူတို့ရဲ့အားငယ်ခြင်းတွေကိုလည်းကိုရောဒီနေ့ကိုရောကိုယ်တိုင်ပဲအားဖြည့်ပေးလျက်ဒီနေ့ကိုရောနဲ့နေ့ရက်စတိုင်းဖြတ်သန်းနိုင်သောသားသမီးတွေအရောက်စတိုင်းဖြစ်စေပါမယ်ကြောင်းမှာစားပါပြည်တွင်းမှာလည်းကိုရောလူငယ်တွေသားသမီးတွေများစွာရှိပါတယ်ဒီနေ့ကိုရောကွယ်ကာပေးပါဒီနေ့အမှုရာခတ်သိမ်းမှာကိုရောမကောင်းသောအမှုရာအလုံးစုံမှာကိုရောကွယ်ကာပေးပါမယ်ကြောင်းလည်းဒီနေ့ဆုတောင်းပါတယ်ဒီသားသမီးနဲ့မိဘတွေလည်းအချိန်တိုင်းကိုရောဒီနေ့အမြန်ဆုံးပြန်လဲတွေ့ဆုံပေးလျက်ဒီနေ့ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ကိုရောတဖန်ကိုရောကိုပြန်ပြီးတော့အသက်တာမှာချီးမွမ်းနိုင်သောအခွင့်ကိုလည်းကိုရောပေးသနာပါမယ်ကြောင်းဒီနေ့ဆုတောင်းသနာခံပါတယ်ဒီနေ့ငွေရေးကြေးအားဖြစ်တယ်ကိုရောခက်ခဲနေတဲ့အိမ်တော်မိသားစုတွေများစွာရှိမှာဖြစ်တယ်ဒီနေ့ငွေရေးကြေးပြဿနာတွေမှာလည်းကိုရောဒီနေ့သားတို့အသည့်တွေမှာလည်းများစွာရှိပါတယ်သူတို့ဘာကိုချီးပြီးတော့အာမခံပြီးတော့ဒီနေ့လှုပ်လိုက်တဲ့အရာတစ်ခုချင်းစီတိုင်းပေါ်မှာယနေ့ပူပန်ခြင်းတွေနဲ့တောကတွေနဲ့ဒီနေ့ရင်ဆိုင်နေရတဲ့သူတွေရှိပါတယ်ကိုရောမဆာပေးပါဒီနေ့ငွေကြေးအခက်အခဲတွေဒီမှာစိုးရင်ပူပန်မှုတွေမှာရှိနေသူများစွာရှိတယ်ကိုရောရဲ့မဆာခြင်းကိုရောရဲ့နှစ်သိမ့်ခြင်းဖေးမှခြင်းလို့ပါတယ်ကိုရောဒီနေ့ကိုရောမတပါဒီနေ့သားတို့အားကိုးရကိုယ်ခွေရမရှိပါဘူးဒီနေ့ငွေကြေးပြဿနာတွေမှာရှိနေသူအရာစတိုင်းကိုရောဒီနေ့လွတ်မြောက်သောအခွင့်ကိုရောပေးပါမိကြောင်းဒီနေ့ဆုတောင်းအတနာခံသလိုပါပဲဒီနေ့စာဝတ်နေရေးအခက်ခဲတွေမှာလည်းရှိနေသူတွေများစွာရှိပါတယ်ဒီနေ့စာဝတ်နေရေးအခက်ခဲနေသောမိသားစုအရောက်စတိုင်းမှာလည်းကိုရောအတူပါရှိကွယ်ကာပေးပါခက်ခဲရကာလမှာကိုရောကိုပဲမျက်မှောက်ပြုလျက်ကိုရောကိုပဲဒီနေ့ဆုတောင်းပတနာပြုလျက်ကိုရောနှုတ်ကပတ်တော်ကိုရောစကားတော်အတိုင်းပဲသွားလာနိုင်သောသူအရောက်စတိုင်းဖြစ်စေပါမိကြောင်းမှားစားပါဒီနေ့အင်တန်ကာလပတ်လုံး3နှစ်ခွဲကာလမှာဒီနေ့စီဘူးထဲမှာလည်းစီမရောက်ပါဘူးမဟုတ်ညက်ပထဲမှာလည်းဘူးထဲအိုးထဲမှာလည်းကိုရောမုံညက်ကမရော့ပါဘူးဒီနေ့ကိုရောနှုတ်ကပတ်တော်တိုင်းသွားပြီးတော့ဒီနေ့ကိုရောအလိုတိုင်းနဲ့ပဲဒီနေ့အသက်တာမှာသွားတဲ့အချိန်မှာဒီနေ့3နှစ်ခွဲကာလပတ်လုံးကိုရောရဲ့တာဝန်ယူခြင်းကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်ဒီနေ့ခံစားသလိုပါပဲဒီနေ့ခရင်ဆုံးသောကာလမှာကိုရောကိုပဲဒီနေ့မျက်မှောက်ပြုလျက်အရောက်ဆိုရင်ကိုရောရဲ့
တမန်တရားနှုတ်ကပတ်တော်စကားအတိုင်းပဲဒီနေ့တွာလာတော်သူရောက်တိုင်းဖြစ်စေပါမိကြောင်းဒီနေ့ဆုတောင်းပါတယ်ဒီနေ့မြန်မာပြည်ကြီးကအမြန်ဆုံးပြန်လည်ငြိမ်းချမ်းသာရသောမြန်မာကြီးဖြစ်ဖို့လေဒီနေ့စာရန်ရဲ့လှုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းကိုသခင်ယေရှုခရစ်တော်ဘုရားနာမနဲ့ပဲကိုရောဒီနေ့မောင်းထုတ်ဖယ်ရှင်းပါတယ်ကိုရောဆက်လက်ကောင်းကြီးပေးလေအမြန်ဆုံးပြန်လည်ပြီးတော့ငြိမ်းချမ်းသာရဝပြောသောဒီနေ့မြန်မာပြည်ဖြစ်စေပါမိကြောင်းဒီနေ့ဆုတောင်းပတနာပြုပါတယ်ကိုရောကောင်းကြီးပေးပါမြန်မာပြည်ကိုဆက်လက်ကောင်းပေးပါဒီနေ့ GWC တာတို့ Grace Worship Church မှာဦးဆောင်နေကြသောဒီနေ့ဆရာတော်နာယကများဖြစ်သောဒီနေ့ဆရာတော် Patrick ကိုရှိနေမှာကောင်းပေးပါဆရာတော်အမှုတော်သာသနာသူရဲ့အိမ်အောင်မိသားစုအရောက်တိုင်းပေါ်ကိုတော့ကောင်းပေးပါဆရာတော်အပါဝဲကောင်းကြီးပေးပါဒီနေ့သားကြီးနဲ့သမီးကြီးနိုင်ငံခြားမှာရှိပါတယ်ဒီနေ့အစဉ်ပြရတော့အခွင့်နဲ့ကိုရောဇနီးတဲ့မှာစာသမီးငယ်ပေါ်မှာလည်းကိုရောဆက်လက်ကောင်းပေးလျက်ဒီနေ့အမှုတော်သာသနာမှာကိုရောတာ၍ဆက်လက်လှုပ်ဆောင်မှာမိကြောင်းဒီနေ့ဆရာတော်အတွက်ဆုတောင်းတယ်ပါဆရာတော်မန်ဆိုင်မန်အတွက်လည်းထူးသတိရဆုတောင်းပါတယ်ဆရာတော်ရဲ့သားလည်းကိုရောနိုင်ငံခြားရချမှာအလုပ်လုပ်ကိုင်နေပါတယ်ကိုရောဆက်လက်ကောင်းပေးပါဒီညမှာရှိသောဇနီးတဲ့နဲ့သမီးငယ်ပေါ်မှာလည်းကိုရောဆက်လက်ကောင်းပေးလျက်လမ်းပြပါကိုရောဘုံတော်တာ၍ထင်ရှားသောမိသားစုဖြစ်လျက်ကိုရောဒီနေ့အကောင်းဆုံးကိုရောအစီခံသောတာ၍ဖြစ်စေပါမိကြောင်းဒီနေ့အထူးသတိအဆူပေါင်းတာတို့ GWC မိသားစုတာတို့ GWC ဒီနေ့ဝတ်ပြုကိုခွဲဖို့မြင်နေရအတွက်လဲကိုရောထူးသတိအဆူတောင်းပါတယ်ကိုရောအကောင်းဆုံးအချိန်တန်ရင်ပေးမယ်ဆိုတာလဲကိုရောယုံကြည်ပါတယ်ကိုရောဆလမစားပါတကယ်ပဲစိတ်ပြတ်ခြင်းမရှိဘဲနဲ့ကိုရောကိုပဲဆူတောင်းပတနာပြုတယ်ကိုရောမစားမဲ့အချိန်ကိုရောပေးမဲ့အချိန်ကိုဒီနေ့စိတ်ရှိစွာနဲ့ကိုရောပြုမဲ့အချိန်ကိုဒီနေ့စောင့်ဆိုင်တော်သူရောက်တိုင်းဖြစ်စေပါမိကြောင်းဒီနေ့ဆူတောင်းသလိုပါပဲမက်လာမှာဖွင့်လိမ့်မယ်ကိုရော online Bible training အတွက်လည်းအထူးသတိအားဆုတောင်းပါတယ်သင်ကြားပေးမယ်ဆရာအယောင်စီတိုင်းကိုလည်းကျမ်းမာခြင်းခွန်အားပေးလျက်ကိုရောမိမိသင်ကြားမယ်နေ့ရက်တိုင်းပါဒီနေ့အားရမယ်တော့အခွင့်နဲ့ကျမ်းမာတော့အခွင့်ကိုရောပေးပါဒီနေ့ခံယူကြမယ်သူအယောင်စီတိုင်းအတွက်လည်းကိုရောဒီနေ့ထူးသတိအားဆုတောင်းပါတယ်ဒီနေ့ခံယူကြမယ်လုံးသားအသီးသီးပေါ်မှာဒီနေ့သင်ကြားတဲ့အရာတစ်ခုချင်းစီတိုင်းဒါမကကိုရောတကယ်ပဲကိုရောအတွက်တာ၍အစိခံတဲ့တော့ဒေတာသမီးအယောင်ဆိုင်ဖြစ်စေပါမိကြောင်းဒီနေ့ဆုတောင်းပါတယ်ကိုရောဆက်လက်ကောင်းပေးပါဒီနေ့ဇွန်မိသားစုမှာရှိတော်သူအယောင်စီတိုင်းအတွက်လည်းအထူးသတိအားဆုတောင်းပါတယ်ဒီနေ့ရှိုင်းလက်ရှိုးရဲ့မိသားစုအတွက်လည်းထူးသတိအားဆုတောင်းပါတယ်သူညီကိုမောင်နှမတငယ်ချင်းတွေတကယ်ပဲသူကဲ့တင်ခြင်းရရှိတယ်လို့ပါပဲသူရဲ့ဒီနေ့မိဘတွေညီကိုမောင်နှမအယောင်စီတိုင်းအမယုံကြည်သူတွေဖြစ်တယ်တကယ်ပဲအသက်ရှင်သောဖခင်ကိုသိပြီးတော့ကိုရောကဲ့တင်ခြင်းရရှိပါမိကြောင်းဒီနေ့ဆုတောင်းပါတယ်သူရဲ့တငယ်ချင်းတွေအတွက်လည်းအထူးသတိအားဆုတောင်းပါတယ်ကိုရောဆက်လက်ကောင်းပေးပါဆက်လက်လမ်းပြပါဒီနေ့မကြမ်းပါတဲ့သူတွေလည်းရှိမှဖြစ်တယ်ကြမ်းပါခြင်းအခွင့်ကိုရောပေးပါမိကြောင်းဒီနေ့ဆုတောင်းပါတယ်အသက်တာအသီးသီးအတွက်လည်းကိုရောစက္ကန့်အနံပါတယ်ဒီနေ့ဆုတောင်းချက်မတင်ပေမဲ့လည်းဒီနေ့ကိုရောစီမာဆုတောင်းပတနာပြုမဲ့သူတွေများစွာရှိမှဖြစ်တယ်ကိုရောအလိုတော်နဲ့အညီဒီနေ့ဆုတောင်းပတနာပြုခြင်းအမှုရာတစ်ခုချင်းစီတိုင်းကိုရောဆက်လက်အလိုတော်နဲ့ညီဖြည့်ဆွတ်ပေးပါမိကြောင်းလဲဆုတောင်းပါတယ်ဆက်လက်ကောင်းပေးပါအမှုတော်ဆောင်အသီးသီးနဲ့ယနေ့ကိုယ်ွယ်ဝတ်ပြုကြတော့သူအရောက်တိုင်းပုံမှာကိုရောကောင်းကြီးပေးပါမိကြောင်းဆုတောင်းတယ်ဒီနေ့ကိုယ်ွယ်ခြင်းအစီအစဉ်အစလည်းဆုံးကိုရောအတူပါရှိပေးမှာမကပါပဲတညာတောင်လုံးကောင်းမွန်စွာအိစက်လေကိုရောဖန်ဆင်းသောနေ့တစ်ကိုအရောက်တိုင်းဝင်စားလက်တဖန်ကိုရောရဲ့နာမတော်ကိုတား၍ကိုရောကြည်မဲ့ကြောင်းကိုတား၍ချီးမွမ်းနိုင်သောသူအရောက်တိုင်းဖြစ်စေပါမိကြောင်းမှာစားပါယနေ့ကြားနာသောနှုတ်ကပတ်တရားစကားတစ်ခုချင်းစီတိုင်းကိုရောနှုတ်ကပတ်ရွတ်ဆိုခြင်းတစ်ခုချင်းစီတိုင်းဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်စာသားတစ်ခုချင်းစီအတ္တတာမှာကောင်းသောလုံးသားမြေမှာဒီနေ့ကြလက်ဒီနေ့အပင်ပေါအသီးသီးရသောအခွင့်အတွက်ကိုရောဘုံတော်တာယူထင်ရှားသောဒီနေ့အတ္တတာများဖြစ်စေပါမိကြောင်းဒီနေ့ဝပြုကိုယ်ွယ်ခြင်းအချိန်တိုင်းနဲ့တကွာအတ္တတာအသီးသီးကိုရောရှင်လက်ဝဲသူပြန်လဲစက္ကန့်အနန္တိခါမှာဒါတို့သက်စွန့်မေတ္တာနဲ့ချစ်၍ကယ်တင်တော်မူသောဒါတော်သခင်ယေရှုခရစ်တော်ဘုရားနာမတော်ကိုမြည်ပြုလျက်အလုံးယူစုလေးနဲ့ခြင်းဖြင့်ဆုတောင်းပတနာပြုကြပါ၏ဘုရားအာမင်အာမင် အောင်ငင်ပုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ဖကိုရောဤနာမတော်အားယိုသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းငင်ပုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှပြည့်စုံပါစေသောအသက်မွေးလောက်သောစာကိုကျွန်ုပ်တို့အားနေ့ရက်စဉ်တိုင်းပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြင်းမာသောပြစ်များကိုကျွန်ုပ်တို့သည်လွတ်တကဲ့သို့ကျွန်ုပ်တို့၏ပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်သို့မလိုက်ပါစေပဲမကောင်းသောမှုရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောခွင့်နှင့်ဘုန်းတကူအာနုဘော်သည်ကဘာဆက်ဆက်ကိုရိုနိုင်ရှိပါ၏အာမင်
ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားသခင်တော်မှာချစ်ချင်းမေတ္တာကဲတင်ခြင်းနဲ့ညီသက်ချင်းကျမ်းမာခြင်းဝမ်းမြောက်ခြင်းကိုရောဘုံတော်ထင်ရှားခြင်းတို့သည်ဒီနေ့ဝိပုကိုးကွယ်ကြသောသားသမီးကျွန်တော်ကျမအိမ်တော်မိသားစုအသီးသီးနိုင်ငံရချမ်းမှရှိနေတဲ့အိမ်တော်မိသားစုအသီးသီးနဲ့တူတကွာကြည်တူစီမှာပါဝင်ကြသောအမှုတော်ဆောင်များယုံကြည်သူများသီးသီးပေါ်မှာသားတို့ရဲ့တိုင်းပြည်ပေါ်မှာကာလစဉ်တရားတည်ရှိတည်နေပါစေသော Amen. 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 Thank you, sir. အားလုံးကျေးဇူးတင်ပါတယ် God bless you